ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့ညီမတွေ9 ယောက်ပေါ့နော်နည်းနည်းလူစုံတယ်ပေါ့လူစုံတယ်ဒီ Sunday တိုင်းဒီဘက်စင်ကာပူဆိုလို့ရှိရင် Sunday တိုင်းပေါ့နော်အဲ့တော့ပထမဆုံးကျမညီမတွေကိုမိတ်ဆက်ပေးခင်ကျမအရင်မိတ်ဆက်လိုက်မယ်ပေါ့နော်ကျမနာမည်ကတော့ခင်တနာဦးပါဒီစင်ကာပူမှာလောလောဆယ်နေရပေါ့နော်ဒီမှာတော့အင်ဂျင်နီယာအနေနဲ့full time လုပ်ရှိပါတယ်ဒီတစ်ပတ်လမ်းလည်းဒီလုပ်ငန်းလေးကိုလုပ်ကိုင်နေရပေါ့နော်ဒီနိုင်ငံမှာတော့မိသားစုနဲ့အတူနေတဲ့ clear တော့သမီးလေးတယောက်ရှိပါတယ်ဒီနေ့ပထမဆုံးကျမတို့9 ယောက်ဆိုတော့ခေါင်းစဉ်လေးတွေက9 ခုပေါ့နော်ပထမဆုံးညီမလေး A type ပေါ့ A type ကညီမမျှဝေမဲ့ခေါင်းစဉ်လေးကတော့ what if you don't start today တဲ့တကယ်လို့ဒီနေ့ပေါ့နော်ဒီလုပ်ငန်းကိုမစဘူးဆိုရှင်ဘယ်လိုဖြစ်မယ်လဲပေါ့အဲ့ဒီအကြောင်းလေးကိုမျှဝေပေးပါမယ်ညီမလေးမိတ်ဆက်ပေးဦးနော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါညီမတွေအားလုံးမင်္ဂလာပါ social platform တည်မှာရှိနေတဲ့အသစ်တွေရောအဟောင်းတွေရောအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ရာမျှဝေပေးရမယ့်အကြောင်းအရာကတော့တကယ်လို့တာပေါ့နော်ဒီနေ့ကိုယ့်ရဲ့အခွင့်အလမ်းကိုဒီနေ့တွေ့ရင်ဒီနေ့မစတင်ဘူးဆိုရင်ဘာဖြစ်သွားနိုင်လဲဆိုတော့မေကွန်းပုံစံမျိုးပေါ့နော်ဆိုတော့ပထမဦးဆုံးအနေနဲ့ရာကိုရာအရင်ဦးဆုံးကိုယ့်ရဲ့ဖြစ်တည်မှုလေးနဲ့ဆက်စနေတဲ့ဒီခေါင်းစဉ်တွေကိုပြောသွားချင်တယ်ပေါ့နော်။ရာခုလက်ရှိမှာစင်ကာပူမှာနေထိုင်တယ်။ like ကလည်းစင်ကာပူမှာပဲလွှင့်နေတယ်ပေါ့နော်။ဆိုတော့ဒီစင်ကာပူကိုမရောက်ခင်ရာစပြီးတော့ခြေဆန်းတော့မဲ့အချိန်တုန်းကမိသားစုတွေကရာကိုအများကြီးတားခဲ့တယ်။ကျန်တဲ့အခက်အခဲတွေလည်းအများကြီးအတားအဆီးတွေရှိခဲ့တယ်ပေါ့နော်။သို့ပေမဲ့လည်းကိုယ့်ရဲ့အသက်အရွယ်ကြောင့်ကိုယ့်ရဲ့လက်ရှိပေါ့နော်ကိုယ့်ရဲ့လုံနိုင်စွမ်းကိုယ့်ရဲ့အခွင့်အလမ်းရတဲ့အချိန်မှာရာဒီလိုခက်ခဲမှုတွေပေါင်းမြောက်များစွာကိုဘာဖြစ်လို့အချိန်မဆွဲပဲနဲ့ရာစတင်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးစတင်ခြင်းအဖြစ်ရောဘာတွေကိုယ့်ရဲ့ကိုယ့်အတွက်ဘာတွေရရှိပြီးတော့ကိုမိသားစုအတွက်ဘာတွေထောက်ပံ့ကောင်းရရှိလဲဆိုတဲ့အချက်လေးနည်းနည်းမျှဝေပေးခြင်းတယ်ပေါ့နော်တကယ်ကြတော့ရေမြေချတနေရာနဲ့တနေရာသွားဖို့ဆိုတာကရတို့မြန်မာနိုင်ငံသားတွေအတွက်တော့အရင်တော့ဆိုရင်တအားခက်ခဲတယ်နောက်တစ်ချက်ကကြတော့နိုင်ငံခြားသွားတယ်ဆိုတာကိုရေမြေနဲ့လည်းမတူညီဘူးဘာသာစကားတွေလည်းမတူညီဘူးနေမှုထိုင်မှုပေါ့နော်ဒီရည်ကျင်းမှုတွေနဲ့လည်းမတူဘူးပေါ့နော်မတူညီတဲ့အတွက်ကြောင့်မလို့ခက်ခဲမှုတွေတော့အများကြီးရှိမယ်အကြောင်းတစ်ခုခုဆိုလို့ရှိရင်လည်းကွန်ပျူတာစုနဲ့အရန်ဝေးနေတဲ့အတွက်လောက်ရကြရတာအရန်တိတ်အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့လည်းရတော့ဒီအခွင့်အလမ်းလေးကိုကိုယ့်ရဲ့လက်ရှိပေါ့နော်ကိုယ့်ရဲ့အသက်အရွယ်နဲ့ကိုလုံနိုင်စွမ်းရှိတဲ့အချိန်မှာဒီတိုင်းမရနေချင်ဘူးပေါ့နော်ကိုလည်းသွားနိုင်တဲ့အနေအထားမှာလည်းရှိသေးတယ်ဆိုတော့ဒါကိုခရီးဆန့်ခဲ့တယ်ဆန့်ခဲ့တော့ရအများအားပြောနေကြမိဘတွေကကိုသဘောမတူတဲ့အတွက်ကြောင့်မလို့အချော့အနေနဲ့ပေါ့နော်2 ရက်လောက်ပဲသွားပြီးတော့စုံစမ်းမယ်ဆိုပြီးတော့အဲ့2 ရက်နဲ့ဟိုစင်ကာပူမှာအခု10 နှစ်ကျော်ခဲ့ပြီပေါ့နော်ဆိုတော့ဒီလိုမျိုးကိုကမိသားစုကိုလည်းကိုကတွန်းလှန်ရတယ်ပြီးတော့ဒီကိုရောက်လာတော့လည်းoverseas ရောက်နေတဲ့လူတော်တော်များများသိလိုက်မယ်ထင်တယ်ကိုယ့်ရဲ့အများကြီးပေါ့နော်အခက်အခဲတွေကြားထဲကနေရတို့ရင်ဆိုင်ကြော်ဖြတ်ခဲ့ရတဲ့အပြဿနာတွေလည်းရင်ဆိုင်ရတယ်ဒါပေမဲ့လည်းဒီယာကြီးကိုရကစွန့်စားလိုက်ခြင်းအဖြစ်ဆိုရောက်လာတဲ့2 နှစ်3 နှစ်အတွင်းမှာတော့တော်တော်လေးကိုလိပ်ပိတ်ခံရတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့မိသားစုနေတဲ့နေရာဒေသမှာဥမာရာသီဥတုလေကြီးမိုးကြီးပေါ့နော်တဘာဝဘေးဒဏ်ကြောင့်လူတွေစောင်းနေရခက်ခဲနေတဲ့အချိန်မှာကိုကတစ်ချိန်လုံးက3 နှစ်4 နှစ်တုန်းကရုံးခဲ့တယ်လေနော်စွန့်စားခဲ့တယ်အဲ့အတွက်ကြောင့်မလို့သူတို့ရဲ့စာအုပ်နေရေးကိုထောက်ပံ့နိုင်တယ်သူတို့ကစာအုပ်နေရေးအတွက်စိတ်မပူရဘူးကဲရတပတ်စာကြိုဝယ်ထားလိုက်တလစာကြိုဝယ်ထားလိုက်ဆိုပြီးတော့ဒီကနေ support ပေးနိုင်တယ်ဒါကတကယ်လို့သူတို့တာစီးတဲ့အချိန်တုန်းကကိုကဒီရောက်ဝါနဲ့နေလိုက်မယ်ဆိုရင်လည်းဒီလိုထောက်ပံ့နိုင်မှာမဟုတ်ဘူးနောက်တစ်ချက်ကကြတော့ကိုဗစ်ထပ်ဖြစ်လာပြန်ရောကိုဗစ်မှာဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်စကားပြောဖို့ကအရန်ကြီးကိုခက်ခဲနေတယ်ပေါ့နော်အဲ့ချိန်မှာကိုယ့်ရဲ့မိသားစုတွေကမချမ်းသာတော့ညာလဲသူတို့ရဲ့စာအုပ်နေရေးအတွက်အိမ်ထဲမှာစာစရိတ်တွေအလုံလောက်ဖြစ်တင်ပေးနိုင်တယ်ကျန်းမာရေးလည်းပိုဆစ်ဖြစ်သွားတယ်ပြီးတော့အခုနောက်ပိုင်းကုန်စည်နှုန်းတွေမြင့်မားလာတယ်ဟုတ်တယ်အရှံပဲမစားနိုင်ဘူးသို့ပေမဲ့ဒုက္ခရောက်တဲ့အပိုင်းမှာမရောက်သွားဘူးဒါကရာရဲ့အချိန်နဲ့အခါကိုတေချာပလန်ချပြီးတော့စွန့်စားလိုက်တဲ့အတွက်ကြောင့်မလို့ရလာတဲ့ခံစား권ပေါ့နော်စိတ်အေးချမ်းသာမှုပေါ့နော်ဆိုတော့ဆက်စချင်းကတော့တော်တော်လေးကိုရတို့ကဘယ်အရာမှ
အဆင်ပြေနေမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ရလာတဲ့အခွင့်အလမ်းအချိန်ရဲ့အာကိုယ့်ရဲ့ဖြစ်တည်မှုနဲ့အဝင်ခွင့်ကြဖြစ်တဲ့အချိန်မှာကိုကစွန့်စားလိုက်မယ်ဆိုလို့ရှိရင်အချိန်တစ်ခုရောက်လာလို့ရှိရင်ကိုယ့်အတွက်ပါမကောက်ဘူးကိုယ့်ရဲ့မိသားစုအတွက်ပါအများကြီးစစ်ဖြစ်အောင်လုပ်ပေးနိုင်တယ်ဆိုတာဒါကတော့တက်တည်တောက်ထားတစ်ခုပေါ့နော်ဆိုတော့ဒီစီးပွားရေးကိုကြတော့ရာအခုဒီကောင်းစင်နဲ့ဆက်ပြောရမယ်ဆိုလို့ရှိရင်ဒီစီးပွားရေးကရာတကယ်လို့ဒါရာဆက်တွေ့တဲ့ today ဆိုတဲ့အရာဒါ today တော့မဟုတ်ဘူးပေါ့နော်ပြီးခဲ့တဲ့2024တုန်းကရာဆက်တွေ့ခဲ့တဲ့အချိန်မှာဒါပြည့်စုံမှုတွေမရှိဘူး investment ပိုင်းတွေလည်းဘာမှမရှိဘူးအရင်တုန်းကအများတန်းပြောထားတယ်အဲ့ချိန်မှာတကယ်လို့ကိုကဒါကြီးကိုကအကြောင်းပြချက်ဒီကအားနေချက်ရှိလို့ကိုကအားနေချက်ရှိလို့ပြောမယ်ဆိုရင်ဒီနေ့ကစတင်ဖို့အတွက်လုံးဝမဖြစ်နိုင်တော့ဘာကြောင့်လဲဆိုတော့လူတိုင်းကအစ်တော့အရာတွေကိုရှေ့မှာရောက်နေတဲ့အချိန်မှာပဲကိုယ့်ရဲ့ဒီစိတ်ဆွမ်းအားပေါ့နော်စိတ်ဝင်စားမှုဆွမ်းအားမြင့်တက်နေတာဆိုတော့ okay ငါဒီနေ့မလုပ်ဘူးမနေ့ကမှလုပ်မယ်ဆိုရင်မနေ့ကဆိုတဲ့အရာစိတ်ကပြောင်းရင်ပြောင်းသွားနိုင်တယ်တစ်ချက်နောက်တစ်ချက်ကကြတော့ကိုယ်မှာရှင့်နေတဲ့အာသာချက်တွေပျောက်ဆုံးရင်လည်းပျောက်ဆုံးသွားနိုင်တယ်။အခုလက်ရှိမှာဒီစင်ကာပူမှာနေတယ်ပြီးတော့အရှင်တွေကလည်းဒါနဲ့လောက်ရမယ့်အပိုင်းလေးတွေညှိနှိုင်းတိုင်ပင်လို့ရတယ်။အလားတဲ့အချိန်လေးတွေရှိတယ်အခွင့်အလမ်းရှိတယ်။ပြီးတော့လစာအင်ကန်တစ်ခုရှိတယ်။ဒါကြောင့်မလို့ဒီအချိန်မှအရာမှမစတင်ဘူးဆိုလို့ရှိရင်ဒီအချိန်ဆိုတာထက်ပေါ့နော်အဲ့2024တုန်းကအခက်အခဲတွေကြားတဲ့ကမစတင်ဘူးဆိုရင်ဒီနေ့ဆိုရင်ရာစတင်ဖြစ်မှာမဟုတ်တော့ဘူးပြီးခဲ့နေ့ဆိုလို့ရှိရင်ဒီရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလစာတစ်ခုတည်းနဲ့မိသားစု supporting လုပ်တာနဲ့ဘာနဲ့ညာနဲ့ဆိုတော့မလုံလောက်ဘူးတို့ပေမဲ့လည်းကိုယ့်ရဲ့စိတ်အားထက်သန်မှုပေါ့နော်ဒီလောက်ကိုငါလှုပ်ချင်တယ်လောက်ကိုလှုပ်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ဒီဘက်က full time လောက်ကအရန်ပင်ပန်းတော့ညာလဲအရန်အေးပြည့်တော့ညာလဲရလာတဲ့ပိတ်ရက်ကိုကိုယ့်ရဲ့ပျော်ရွှင်မှုကိုမဖက်ပေးဘဲနဲ့တခြားသောအင်ကန်တစ်ခုကိုမရမကရှာဖွေပြီးတော့စတင်တည်ဆောက်နိုင်ခဲ့။ဒါပေမဲ့ဒီနေ့မှာတကယ်လို့ဒါအဲ့လိုမျိုးလုပ်ရမယ်ဆိုရင်ရမတော်လုပ်နိုင်တော့ဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တစ်နှစ်ဆိုတဲ့အသက်အရွယ်ကတခါတလေကြာရင်လေကိုယ့်ရဲ့ကျန်းမာရေးကဒေါင်းဖြစ်တယ်နော်။စဒီအချိန်မှာတခါလေကြာရင်မျက်လုံးလေးတွေအောက်ချင်တယ်ခန္ဓာကိုယ်လေးတွေထိုင်မိုင်းချင်တယ်ဒီလိုမျိုးပေါ့နော်။ဒါကြောင့်မလို့မနည်းကစိတ်အားထက်သန်မှုအပိုင်းတွေရလာတဲ့အကွင်စုစည်းပြီးတော့စတင်လိုက်တဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်ရရဲ့ဒီစီးပွားရေးလောကထဲမှာကျန်တဲ့အပိုင်းတွေခေါင်းရှုပ်ခံစရာဘာမှမရှိတော့ဘူး။ရနေ့စဉ်နဲ့အများလက်ပနေရတဲ့ဒီ campaign ဘိုးလောက်ပဲဒါလေးကလည်းရတို့အတွက် AC ပေါ့နော်ဘယ်တော့မှလည်းကောင်းတာမဟုတ်ဘူး။ဒါကြောင့်မလို့ဒီနေ့ကရတို့အတွက်ရတို့ရလာတဲ့ရတို့ရဲ့အခွင့်အလမ်းကရတို့အတွက်အကောင်းဆုံးစတင်ခြင်းဆိုတာကတော့လူတိုင်းမမေ့သင့်ဘူးပေါ့နော်။ဒါကြောင့်မလို့အရာပြောချင်တာကတကယ်လို့ဒါမစတင်ခဲ့ဘူးဆိုရင်ဘယ်အရာမှကြုံမြင်နိုင်စွမ်းတော့မရှိပေမဲ့လည်းခက်ခဲလိုက်ရင်ဖြေရှင်းနိုင်စွမ်းမရှိတော့ကိုအခက်အခဲမရှိခင်မှာစတင်ထားတဲ့အတွက်ကြောင့်မလို့တခုခုပေါ်လာလို့ရှိရင်ရတို့ကအေးဆေးဖြေရှင်းနိုင်တယ်အဲဆိုအတွေ့အကြုံလည်းရထားတော့တစ်နှစ်ဖြစ်မယ်နှစ်နှစ်ဖြစ်မယ်3 4 5နှစ်ဖြစ်မယ်ပေါ့နော်ဒါကြောင့်မလို့အခုချိန်မှာရတစ်ချိန်လုံးကစွန့်စားပြီးတော့စင်ကာပူကိုလာခဲ့တဲ့စွန့်စားမှုတွေကြောင့်လည်းနောက်တော့မရခဲ့တယ်လို့အခုဒီစီးပွားရေးကိုမနေ့ကတော့တွေ့ချင်းပဲအဲ့ခွင့်လန်းကိုအရယူနိုင်ခဲ့တာလဲကိုဘယ်တော့မှနောက်တော့မရဘူးအမြဲတမ်းပဲကိုဂုံယူပီတိဖြစ်မိတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ဒီနေ့လိုက်မှာတော့ဒီလောက်နဲ့ပဲမြောက်ပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ညီမလေးကျေးဇူးတင်ပါတယ်ဟုတ်တယ်ညီမဆိုလို့ရှိရင်လည်းချက်ချင်းပေါ့နော်ကိုစနိုင်တဲ့ဟာခါကိုစတယ်ဒီစင်ကာပူလာတာပဲဖြစ်ဖြစ်ဒီလုပ်ငန်းကို join တာပဲဖြစ်ဖြစ်ပေါ့နော်ဒါပဲဖြစ်ဖြစ်ချက်ချင်းစတဲ့အတွက်ညီမမှာကျိုးကျေးဇူးကဖြစ်လာတာပဲပေါ့နော်တချို့တွေဒီအမတို့ဒီ live ကိုကြည့်နေရဆိုလို့ရှိရင်ကိုကဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်တွေ့ဝင်နေတယ်ဒီလုပ်ငန်းလုပ်ဖို့လို့လဲကို့မှာကို့မှာရှိတယ်ပေါ့နော်ကို့မှာ investment ပဲဖြစ်ဖြစ်အားလုံးအဆင်သင့်ရှိရဆိုလို့ရှိရင်တော့တွေ့ဝင်မနေနဲ့အများစုကလူတော်တော်များများသူတို့စိတ်ကူးထဲမှာရှိတယ်ဘယ်တော့မှအကောင့်ထဲမပေါ်ကြဘူးပေါ့နော်အကောင့်ထဲပေါ်တာလဲနှောင့်နှေးတယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျသူတို့တွေရဲ့ဘဝကလည်းဘယ်တော့မှပြောင်းလဲမှုမရှိဘူးပေါ့နော်အဲ့ဒီတိုင်းပဲဘာဖြစ်လို့လဲဆိုတော့အတွေးစိတ်ကူးပဲရှိရပေါ့နော်လက်တွေ့လောက်လာတာလက်တွေ့လောက်တယ်ဆိုတာမရှိဘူးပေါ့နော်အဲ့တော့စိတ်ကူးထက်တကယ်ကလက်တွေ့ကပိုရေးကြည့်ရပေါ့နော်အဲ့တော့ပိုရေးကြည့်တယ်အဲ့တော့ညီမလေးဆိုလို့ရှိရင် तू ဖြစ်ချင်တာတွေ तू လှုပ်ချင်တာတွေပေါ့နော်तू ချက်ချင်းအကောင့်ထဲပေါ်နိုင်ခဲ့တယ်အဲ့ဒီအတွက် तू နောင်တမရဘူးအဲ့ဒီအတွက်လည်းသူ့မိသားစုမှာသူ့အတွက်ကောကောင်းကျိုးရှိရပေါ့နော်ဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ်နောက်တစ်ယောက်ကကျတော့ဒီစင်ကာပူကပဲညီမလေး
နော် join ပေါ့နော်ညီမလေးကကြတော့ why is this business for you တဲ့ဒီလုပ်ငန်းလေးကဘာလို့ညီမလေးအတွက်ဖြစ်တယ်လဲပေါ့နော်အဲ့ဒါလေးကိုမျှဝေပေးပါအောင်ဘေးလက်မိတ်ဆက်ပေးပါနော်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဆိုတော့ push ပြီးတော့ business လာအလုပ်လာဘာလို့လဲဒီပေါ်တော့ဒီအစီအစဉ်တွေဒီလိုတင်ပေါ်နော်ဆိုတော့ကိုမစတယ်တော့လေပေါ်တော့ဘာပြောရတာချာဘယ်လိုနော်လိုက်ပေါ်လာဆိုပြီးအလုံးမျိုးပါတိုင်းအလုပ်တွေ ညီမ sorry နော်ထစ်နေတယ်ဟို earpod တွေပါညာတက်ထားလားမတက်ထားအောင်နော်ထစ်နေတယ် no no ဟုတ်လားမတက်ထားအောင်နော်အေးဟို line ကြောင်လားမသိဘူးအတန်းထစ်နေ okay အဲ့ဒီတော့အေးဟုတ်တယ်ဖုန်းလိုင်းကြောင့်ဖြစ်နေတယ်ထစ်တယ်ညီမထစ်တယ်နော်ညီမတို့တွေရောကြားလားထစ်တလားလို့ မတောင်းနော် ကြားလာရ ဖြစ် တော် တယ် တော် ဒီမှာလေဟုတ် တော်တော်ထစ်တယ်နော် နားမလဲဘူးဖြစ်နေတယ် အေးဟုတ်တယ် နေရာနဲ့လည်းပြောင်းကြည့်လိုက်ပါလား ဟုတ်ခုနနေရပဲပြန် အခုကြတော့နည်းနည်းကြာ အေးထစ်နေတော့မယ်ထစ်နေတော့မယ်ဒါပေမဲ့ခုနမီတင်မှာတော့ကျတော့ညီမအတန်ကောင်းကောင်းကြားရတယ် နေရလေဒီမှာဆိုရ line ရောကောင်းရဲ့လားအဲ့ဒီမှာ line ကောင်းရဲ့လားဖုန်း line နဲ့သုံးတာ ကောင်း လား နေမှာဆို အေး ကြောက် လို့ တော့ လား အဲ့ဒါညီမဆက်ပြောကြည့် ဒီကဘာလို့တိုင်းလို့ခေါ်တယ်ကြာပြီ အားဆိုညီမနေရနည်းနည်းထပ်ရွှေ့ကြည့်လိုက်ညီမရွှေ့နေတော့မှအချိန်ရနေတော့မှညီမစိုးထိုက်ကိုအရင်ပြောထားနေလိုက်မယ်သူပြီးရင်ညီမပြန်ပြောလိုက်ရလားအေးနည်းနည်းပြင်ဆင်ချိန်လေးရအောင်လို့အားဆိုညီမလေးစိုးထိုက်ဒီညီမဟိုနော် join နဲ့စောင့်နေတော့မှညီမပြောလိုက်နော်ညီမခေါင်းစဉ်ကကြတော့ what's your first big step တဲ့အဲ့ဒီဟာလေးညီမရဲ့ပထမဆုံး step ပေါ့နော်အဲ့ဒီဟာလေးဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးပါအောင်မိတ်ဆက်ပေးဦးနော်ကျေးဇူးတင်ပါတယ် ဟုတ်မင်္ဂလာပါအားလုံးအမကတော့ဒီစိုးတက်တိုက်ဆန်လို့ခေါ်ပါတယ်အခုဒီမိသားစုနဲ့ရန်ကုန်မှာနေထိုင်ပါတယ်ဟုတ်အမရန်ကုန်ကိုရောက်လာတော့ကြော်ညာလေးတွေ့ရပါတော့ကြော်ညာတွေ့တော့အဲ့အနေအမလည်းစိတ်ဝင်စားတော့အမလည်းလေးလာကြည့်ရလေးလာကြည့်မှဒီရှေ့ဆက်ပြီးမှလည်း$149ကိုတွင်းပြီးမှလေးလာခဲ့တယ်အမလေးလာကြည့်တော့အမအတွက်ဘာကအကြီးမားဆုံးစိတ်ထဲမှာပေါ့နော်ကိုယ့်ရဲ့အခက်ခဲလို့ထင်လဲဆိုတော့အမကကြတော့ဒီ social media မှာကြတော့တိတ်မှမတုံးဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီ social ဒီလုပ်ငန်းကကြတော့ဒီ social media ကိုတုံးပြီးမှလုပ်ကိုင်ရမယ်လုပ်ငန်းဆိုတော့အမတော်တော်စဉ်းစားခဲ့ရတယ်ပေါ့နော်အမလုပ်မယ်လို့ဆုံးဖြတ်တဲ့အချိန်မှာအမစတင်ခဲ့ခြင်းတဲ့ဒီ investment တခုကလည်းကိုကမတတ်နိုင်တဲ့အမောင့်ဖြစ်နေတာပေါ့ဒါပေမဲ့လည်းအမကဒီလုပ်ငန်းကိုဘာလို့စတင်မယ်လို့ဆုံးဖြတ်လိုက်လဲဆိုတော့ဒီသူတို့ training တွေလည်းရှိတယ်ပေါ့နော်သူများနေလောက်တာကြိုင်တာလည်းအကုန်လုံးပြန်မှလေ့လာကြည့်တော့ဒါကိုလည်းပေါ့နော်စူးစမ်းပြီးမှလောက်ကြိုင်မယ်ဆိုရင်မှအမှစိတ်ဆုံးဖြတ်ပြီးမှအမကကိုတက်နိုင်တဲ့ investment တစ်ခုလေးနေကိုကစတင်ဖြစ်တာပါဟုတ်အဲအကြောင်းအမအတွက်ဒီအကြီးမားဆုံးဒီ step တစ်ခုကကြတော့ဒီ investment လုပ်ပြီးမှပေါ့နော်ဒီလုပ်ငန်းကိုစတင်လိုက်တဲ့အချက်လေးပေါ့နော်အဲအားကြတော့သူကဒီ social media မှာကိုကဒီကြော်ညာတွေလုပ်မယ်ဆိုတဲ့ဟာကိုပေါ့နော်စိတ်ထဲမှာကြတော့နည်းနည်းဟိုစိတ်ထဲမှာလေးတာပေါ့နော်အဲနောက်တော့ဒါပေမဲ့ကိုယ့်ကိုပြန်မှဆုံးဖြတ်ချက်ချလိုက်တယ်ကိုကဒီမှာဒီလုပ်ငန်းမှာအခုခေတ်က digital marketing ခေတ်ဆိုတော့
ကိုကဒီဟာတွေကိုလည်းလိုက်မှလေ့လိုက်မှတင်ယူပြီးမှလောက်ကင်လို့ရတယ်ဆိုတဲ့အချက်လေးရပဲအမဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလေးနဲ့ပဲအမဒီလုပ်ငန်းကိုစတင်တာဖြစ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ် အောင်ညီမလေးကျေးဇူးတင်ပါတယ်ဟုတ်တယ်ပထမဆုံးတော့ဟိုစလိုက်ဖို့ပဲပေါ့နော်အမားတို့တွေစတော့မှလည်းအဲ့လိုပဲဟိုကိုလုံးရမယ့်ဟာတွေအရှိကြီးဟိုတိတ်မတွေးပြဘူးပေါ့နော်ကိုတီးရတဲ့လောက်ကိုလုံးရမယ့်ဟာတွေတီးရတဲ့လောက်လဲကိုစိတ်ထဲမှာကိုလုံနိုင်ပါမလားကိုအတွက်ကိုမလုပ်ချင်တာအပိုင်းတွေလည်းရှိရပေါ့နော်ဟိုအောက်ဒီလိုမျိုး live တော့ပြောတာတွေဗီဒီယိုတွေရိုက်တာတွေလည်းမလုပ်ချင်ဘူးပေါ့နော်အဲ့လိုမျိုးရှိခဲ့တယ်ဒါပေမဲ့စလိုက်ဖို့ပဲပေါ့နော်စလိုက်ပြီးရနဲ့သူ့ဘာနဲ့သူဟာတော့ဖြစ်သွားတာပဲပေါ့နော်ဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ်အခုညီမနော် join ပြောလို့ရမလားညီမပြောကြည့်ပါဦး ကြားလာ နည်းနည်းတော့ထစ်နေသေးတယ်ပြောကြည့်လိုက်ညီမ yes လိုက်လို့လိုက် ဒီတစ်ခေါက်အသားမပြောက်သွား အတမ်းမှာပျောက်သွားပိုးဆိုးသွားတယ်ညီမအဲ့ဆိုထက်ရွှေ့လိုက်အောင်နောက်တစ်ယောက်ထပ်ခေါ်လိုက်မယ်ထပ်ရွှေ့လိုက်အောင်ညီမ ခုရတယ်လို့ပဲ အေးပြောကြည့်ပါဦးအထစ်ကြီးဖြစ်နေတာ အဲ့လိုနားရှိရမှာ ညီမဒီနီးနားတွဲကတော့တိတ်မထူးတော့ဘူးနည်းနည်းခက်ဟိုကိုခက်ဝေးလိုင်းကောင်းမှန်နေရဲ့ထင်တာထက်ရွှေ့မှဖြစ်မှာထင်တာပဲ ဟိုမီတင်တော့ကပဲနားကပြောတာလေ အေးမီတင်တော့လည်းသူဒီနားပါပဲ ခုမှတယ် စင်ကာပူမှာနေပြီးတော့ line မကောင်းဆိုမမိုက်ဘူးเนาะ ဟုတ်တယ်တခါတလေမကောင်း ဘု ဘူး ရားကျောင်းရောက်ဟိုဘက် အခုကောင်းနေပြီအခု နောက် ကောင်းနေ လမ်း ပြီ ကျောင်းမှာအကြောင်းဟုတ် ရပြီ အခုကောင်းနေပြီပြော Okay ပြောလို့ရပြီနော် အေး Okay အားလုံးပဲမင်္ဂလာပါရှင် join ခေါ်ပါတယ်join မှာတားလေးတယောက်ရှိတယ်ပေါ့နော်ဆိုတော့အခု join ကလက်ရှိစင်ကာပူမှာ full time လုပ်နေရင်းနဲ့အားတဲ့အချိန်ဖတ်ထိုင်းနေတဲ့ဒီ online digital business ကိုလုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်ဆိုတော့ join ဒီနေ့ sharing လုပ်ပေးရမယ့်အကြောင်းအရာကတော့ why is this business for you ပေါ့နော်ဆိုတော့ဒီမိကိုလေးကအရန်ကောင်းတယ် join နဲ့လဲအရန်ဟို fit ဖြစ်တယ်ပေါ့နော်အရန်ပြောချင်အရန် sharing လုပ်ချင်တဲ့ topic လေးထဲမှာပါတယ်ပေါ့နော်ဆိုတော့ယနေ့ခေတ်ပေါ့နော်ယနေ့ခေတ်အရာပြောရမယ်ဆိုလို့ရှိရင် online စီးပွားရေးအလုပ်တွေကပို့ပြီးတော့လွယ်ကူလာတာကိုတွေ့ရှိရတယ်ဒါကလူတိုင်းသိတယ်ပေါ့နော် online စီးပွားရေးဆိုလို့ရှိရင်ပေါ့ပနဲ့လုပ်ကန်ရတယ်တချို့တွေဆိုရင်ဈေးရောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ပစ္စည်းတွေကိုတူလောင်ရင်းနဲ့သူကဈေးရောင်းကြတယ်ပေါ့နော်ဒါ join လက်အစတော့အဲ့လိုစဉ်းစားခဲ့တယ်ပေါ့နော်ဟိုပေါ့နော်စင်ကာပူမှာအလုပ်လုပ်နေတယ်အားကျဆိုတာရှိတယ်ဘယ်သူဆိုဘယ်လောက်ပဲ full time လုပ်ဖြစ်နေ9 to 5ဖြစ်နေစေအချိန်အားတဲ့အချိန်ဆိုတာရှိတယ်အဲ့ဒါတွေကို join တို့ကကြတော့ဟို Facebook တွေသုံးနေပေါ့နော်အဲ့လိုနေရာမှာသွားအသုံးချတဲ့အတွက်အချိန်မရှိဘူးလို့ထင်ကြတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ join စဉ်းစားတာပေါ့နော်အေးဒီ join တို့အခုဒီနိုင်ငံမှာလုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့အုံနောက်တွေကိုကိုယ့်ရဲ့အချိန်တွေကိုပေးဆက်ရတယ်ပေါ့နော်ပေးဆက်ရတဲ့အတွက်ကိုယ့်အတွက်ကတော့ teacher စဉ်းစားကြည့်မယ်ဆိုရင်ဘာမှမဖြစ်မလာဘူးပေါ့နော်တရက်အဲ့လိုမျိုးကုန်သွားတယ် join ကအခွင့်အလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာဒီစီးပွားရေးကိုတွေ့ရှိတယ်ပေါ့နော်ဒီစီးပွားရေးကိုတွေ့ရှိတဲ့အချိန်မှာဘလို့နားလေလဲဆိုတော့ဒီစီးပွားရေးကကြတော့ထူးခြားတယ်ပေါ့နော်ဘလို့ထူးခြားလဲဆိုတော့တကယ်ဟိုတခြားဥစီးပွားရေးတွေက real people life နဲ့ match မဖြစ်ဘူးပေါ့နော်လိုက်လျောညီထွေမှုမဖြစ်ဘူးဒါမဲ့ဒီ online စီးပွားရေးကကြတော့real life နဲ့ live ဖက်အောင်ပေါ့နော်သူတို့က system ကလှုပ်ဆောင်ပေးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ join နေနဲ့ကလည်းအရန်ကိုကြိုက်နေတယ်ပေါ့နော်အရန်ကြိုက်နေတယ်ဘာဖြစ်လဲဆိုအလုပ်ချိန်ကလေအပြည့်လှုပ်ရတယ်ဖြစ်တဲ့အတွက်ကိုယ့်အတွက်ပေါ့နော်ကိုယ့်ရဲ့ site income တစ်ခုတိဆောက်ဖို့အတွက်ကကြတော့ဘလို့မှရှာလို့အခွင့်အလမ်းမရှိခဲ့ဘူးဒါပေမဲ့ဒီအခွင့်အလမ်းက
joint အတွက်ကိုက်ညီတယ်တွေ့ရှိခဲ့ရတယ်ပြီးတော့ဒီစီးပွားရေးပေါ့နော်အဲဒီပတ်သက်လာဆိုလို့ရှိရင်joint တို့လူမျိုးလူတွေအတွက်လူတန်းစားအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ကိုတက်နေတဲ့ အားလေးနဲ့လည်းရင်းနှီးမြှုပ်နှံပြီးတော့လုပ်ကင်လို့ရအောင်သူတို့တွေကစီစဉ်ပေးတယ်ပြီးကြတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီစီးပွားရေးမှာအတာချက်တွေအများကြီးတွေ့ရှိခဲ့ရတယ်ပေါ့နော်ဆိုတော့ကိုကဘုနော်ဒီစီးပွားရေးက joint အတွက်အခွင့်အလမ်းဖြစ်တယ် joint နဲ့လည်းကိုက်ညီတယ်ပြီးကြတော့အလုပ်ချင်တယ်လည်း joint ဖို့ပေါ့နော် joint ဆိုလို့ရှိရင်အလုပ်ချင်အပြည့်ဖြစ်တယ်အဲကြောင့်ဒီစီးပွားရေးထားလို့နဲ့စီးပွားရေးလုပ်ဖို့ကတော့မလွယ်ဘူးတဲ့အတွက်ဒီစီးပွားရေးပြန်ထစ်လာပြန်ပြီနည်းနည်းရွှေ့ကြည့်ပါအောင်ပြန်ထစ်လာပြန်ပြီပြောကြည့်ထစ်သေးတယ် ရလား ရပြီမရတော့ပြန်ဘူးမရသေးဘူးအဲ့လိုမနည်းမရသေးဘူးညီမထစ်တာထစ်ပြီးတော့မကြရတော့တာ အခုကြတော့ရပြီ အဲ့ဒါဒီနာရောအခုရပြီပြော โอเคအဲ့ဆိုဆက်ပြောမယ်နော် ပြော အဲ့လို ဆက်ပြောမယ်ဆိုတော့ပြန်ထည့်သွားပြန် ဒီစီးပွားရေးကလူတိုင်းအတွက်မကြတော့ဘူးညီမ ဒီနော် ဖြစ်နေသေးရဲ့ ဒီနာရော အဲ့လိုမျိုး live မဟုတ်တဲ့ဒီနာဝတို့တို့ဘာလဲဆိုတော့ okay နေရပဲတကယ်လည်းပြောတော့ထစ်သွားတာရပြီပြောအခုနေရပြောတာ okay နေတယ်ပြောကြည့် okay ဆိုတော့ဒီဝိုင်းကမလုပ်တက်မှလည်းမပူရပါဘူးcoach နဲ့ mentor တွေကိုလည်းထားပေးတယ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် system တွေ tools တွေ training site တွေ mentorship တွေ community support တွေပေါ့နော်အကုန်လုံးနေရာထဲမှာအစဉ်သစ်တိဆောက်ပြီးသားဖြစ်ပါတယ်ဆိုတော့လည်းကတော့ကြိုးစားပြီးတော့ပုံမှန်စက်တိုက်လေးဆက်သွားမယ်ဆိုလို့ရှိရင်ဒီစီးပွားရေးကအောင်မြင်မယ်ပေါ့နော်ဆိုတော့ so simple ပေါ့နော်အရင်ကမှယူရှင်းတယ်လောက်ကိုင်းလာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း join ကကိုယ့်ရဲ့ mindset ဒီ communicate ပြီးကြတော့ဒီ confidence တွေရှိလာတယ်ကိုပေါ့နော် confidence တွေပြေဝရှိလာပါတယ်ပြီးတော့ personal development ဖြစ်တဲ့ဒီ digital skill တွေပေါ့နော် digital skill တွေတိုးတက်လာတယ်ပြီးလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင် join လို့အခုလုပ်နေတဲ့ဒီစီးပွားရေး yes တွေကဒီစီးပွားရေးအတွက်တစ်ခုမဟုတ်ပါဘူးjoin ရဲ့ဘဝအတွက်ပေါ့နော်ကိုယ့်ရဲ့ရှေ့လျှောက်ချစ်တဲ့တစ်လျှောက်လုံးပေါ့နော်ကိုယ့်ရဲ့ဘဝလျှောက်လုံးအတွက်က upgrade ပေးတဲ့ life skill တစ်ခုဖြစ်တယ်အရင်ကမှဘယ်လိုခေါ်လဲကောင်းမှုတွေစီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ join ကကြတော့ဒီစီးပွားလုပ်တဲ့အခါမှာပေါ့နော်အရင်က traditional စီးပွားရေးတွေလုပ်ခဲ့တာဖြစ်တဲ့အတွက် social မှုတွေဆိုတာလည်းတည်တယ်ဒီအချိန်ပေးရတယ်ဆိုလည်းတည်တယ်ပေါ့နော်ဆိုတော့ join က online နဲ့လုပ်ပါစီးပွားရေးကိုရေးရှိတဲ့အခါမှာဒီပြအလေးနဲ့မကိုင်းဆိုတော့ဒီစီးပွားရေးက join နဲ့အရင်ကမှတင့်တော်တယ်ဘယ်တော့ပဲအလုပ်များနေပါစေကိုကအချိန်တိုင်း
အနာပေးနဲ့လောက်ကင်တာလိုလောက်တယ်ပြီးတော့ဒီဝါရီကကိုရတာကဘူးရဲ့တာသမီးအနာကအတွေ့ပါတစ်ခါတည်းတိဆောက်ပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့ဗစီရတဲ့မိတ်ဆွေတွေအလုံးကဒီခွေးကိုတွေ့မှာပဲဘာဖြစ်လဲဆိုတော့ရဲ့စီဝါရီလုပ်နေရှိပါနဲ့တိုင်းခုနတောင်းတာဟိုပြည့်နေဒီ global community ကြီးကအမြဲဘဘလို့လဲခုအလန်ကိုပြပြနေတယ်ဆိုတော့တွေ့တဲ့အခါမှာသူတို့အတွက်ဟုတ်လားမဟုတ်လားဆိုတော့သူတို့တွေကလေ့လာကြည့်မှာပဲဒါပေမဲ့အဲ့ဒီပြောတာကိုမယူဘူးကိုယ်ကသူများလာစီချင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကိုယ်လည်းလေ့လာမှဒါဒီစီပွားရကိုအတွက်ရှိနေတိလာတယ်တကယ်လည်းတရားပြီးတော့ခိုင်မာတဲ့စီပွားရေးတစ်ခုဖြစ်တယ်လောက်ကင်နေတဲ့လူတွေသူတို့ကဟိုဘယ်လိုခေါ်မလဲပြည်စခံစားဝတ်ဘူးလည်းစီပေးတယ်ပေါ့နော်အငြိမ်းစားဘဝကိုစောစောစီရအောင်သူတို့ကလည်းစီပေးတာဖြစ်တယ်ဆိုတော့ဘိုက်တွေအရန်ကိုပါကန့်ညီတဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီစီးပွားရေးကိုတည်ချင်ပြီးတော့ဒါကနေစားရမယ်လည်းမသိဘူးအချင်းပြီးအလုံးလုံးဒီရလို့အချင်းမလို့ဆိုတဲ့လူတွေပေါ့နော်တိုင်းလူတွေနောက်ပြီးကြတော့ဒီမိသားစုကိုအချင်းပို့ပေးမယ် free လို့ချင်တဲ့မိတ်ဆွေတွေအလုံးကအနာဂတ်အတွက်မှာပေါ့နော်ဒီဆောက်လို့တစ်တော်ဆုံးဒီကဲကိုမှစီးပွားရေးအတွက်တစ်တော်တဲ့ပေါ်မှာအစင်းတိဆောက်ပြီးသား opportunity လို့ခုပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်ကလည်းဒီအခွင့်အရေးကိုသိခဲ့တာကြတယ်လို့ခံစားရတယ်ပေါ့နော်ဒီကုမ္ပဏီ join ရဲ့စီးပွားရေးဆိုလို့ရှိရင်ပြီးခဲ့တဲ့ရက်ဒီမှာ9နှစ်ပြည့်ခဲ့ပေါ့နော် join ကသိခဲ့တာခုမှဒီနေ့အတိပဲရှိခဲ့တော့အရန်ကိုနှောက်ကြတယ်လို့ join ကထင်တယ်ပေါ့နော်ပြီးတော့လူကန်မိတဲ့အထက်လည်းအရန်ကိုယူတယ်လို့ပြီးတော့မှပေါ်ပါပဲလုပ်ခဲ့တဲ့စီးပွားရေးတစ်ခု stress လည်းမရှိတဲ့စီးပွားရေးတစ်ခုကိုရွေးချယ်ပြီးတာအရန်ကိုမှပြီးတော့ပေါ်ပါအရန်ကိုစီကောင်းခဲ့တယ်ပေါ့နော်အဲ့ဒါကိုကြခစားခဲ့ရတာဖြစ်တယ်ဆိုတော့ join ကအချိန်ပြအလုပ်မှာပြောက်ဖြစ်တယ်အချိန်ပြအလုပ်ရှုံးနေပြီပဲပေါ့နော်ဘန်ကရဲ့အနာဂတ်ဖြစ်ပေါ်တော့စိုက်ရင်ခက်ကူတီဆောက်နိုင်တယ်ဆိုကြရဲ့ကိုတယ်လို့ပြောချင်နေပါရချင်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ညီမလေးကျေးဇူးတင်ပါတယ်ဟို line အခက်ခဲကြောင့်ဟိုခက်ခဲနဲ့ပြီးတဲ့ဒီပြောပေးတာကျေးဇူးတင်ပါတယ်ဟုတ်တယ်ညီမတို့လိုမျိုးပေါ့နော်အမားတို့လိုမျိုးဒီကိုရဲ့လက်ရှိလုပ်ကိုမထွက်ချင်ဘူးမထွက်နိုင်သေးဘူးပေါ့နော်ထွက်ဖို့လို့အဆင်မပြေသေးတဲ့လူတွေအတွက်အရန်အဆင်ပြေဆုံးလုပ်ငန်းပေါ့နော်အရန်အဆင်ပြေဆုံးတရားဝင်လုပ်ငန်းဒီလုပ်ငန်းတစ်ခုပဲရှိရပေါ့နော်အဲ့တော့ကိုတချို့တွေကိုလက်ရှိလုပ်မှာအဆင်ပြေနေတယ်မထွက်ချင်ဘူးဆိုလို့ရှိရင်ဒါပေမဲ့တစ်ဖက်ကလည်းကိုပိုင်စီးပွားရေးတစ်ခုကိုတိဆောက်ထားခြင်းတယ်ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းကအကောင်းဆုံးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ညီမရေနောက်တစ်ယောက်ကမဝါပေါ့နော်Who are you doing this for ဒီလုပ်ငန်းကိုအမကဘယ်သူတွေအတွက်လုပ်တာလဲပေါ့နော်အဲ့ဒါလေးကိုမျှဝေပေးပါမိတ်ဆက်ပေးပါအောင်နော်အမကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအကုန်လုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီညီမလေးရဲ့ page မှာရှိတဲ့ follower တွေအကုန်လုံးရောအမရဲ့ page မှာရှိတဲ့ follower အသစ်တွေရောအခုဒီမှာကြည့်နေကြတဲ့မိတ်ဆွေတွေအကုန်လုံးကိုအမကမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အမနာမည်ကဝါဝါပါအမကဩစတြေးလျနိုင်ငံဆင်နီမြို့မှာတားတယောက်နဲ့အတူနေပြီးတော့ဖူးတိုင်းအလုပ်ကိုလုပ်ကင်နေရင်းနဲ့ digital business ကို part time အနေနဲ့ဝင်ရောက်လုပ်ကင်နေတဲ့ business owner တယောက်ဖြစ်ပါတယ်အမဒီအလုပ်ကိုဘာဖြစ်လို့ရွေးရလဲဆိုရင်တော့ဒါဟိုပြောရမယ်ဆိုလို့ရှိရင်အမကဒီမှာအသက်အရွယ်တစ်ခုလည်းရလာပြီဆိုတော့အမကဒီမှာဖူးတိုင်းလုပ်နေတာလဲတစ်ပတ်ကို6ရက်နဲ့လုပ်နေတာပေါ့နော်တော်တော်ကြာပြီဆိုတော့အမကဒီမှာပင်စင်ရတဲ့အထိလည်းဒီအလုပ်ကိုမလုပ်ချင်ဘူးပေါ့နော်ဆိုတော့အမဒါအဲ့ဒါနဲ့အမဒီ online မှာအလုပ်ချင်ရနေပြီးတော့ဒီကြော်ညာကိုစိတ်ဝင်စားပြီးတော့အမဒီ business ကိုဝင်ရောက်လုပ်ကင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီ business ကလည်းပြောရမယ်ဆိုလို့ရှိရင်အမလေးရတဲ့အချိန်မှာလည်းအမနဲ့ကိုက်ညီတယ်ဟိုတက်တာနဲ့အိမ်ကနေပြီးတော့လုပ်လို့ရတယ်ဟိုအပြင်ထွက်ပြီးတော့တခြားအလုပ်တွေတော့သွားပြီးတော့လုပ်เสียမလို့ဘူးကိုအဆင်ပြေတဲ့အချိန်မှာကိုနိုင်တဲ့နိုင်လေးနဲ့လုပ်လို့ရတယ်ဆိုတော့ဒါအမအတွက်အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုအမကနိုင်ဟိုအရှိကြီးလုပ်တဲ့လူမို့လို့ပေါ့နော်အမတက်နိုင်တဲ့နိုင်လေးနဲ့လုပ်လို့ရတယ်ဆိုတာအမအတွက်အဆင်ပြေတယ်နောက်ပြီးတော့ဒီအလုံးမှာဟိုအတားချက်တွေကအများကြီးပဲရှိတယ်ပေါ့နော်ဒါအမတို့ဟိုဘယ်လိုပြောရမလဲကိုတက်နိုင်တဲ့အချိန်ကိုလုံနိုင်တဲ့အချိန်ထိလုပ်လို့ရတယ်ဒီအလုပ်ကနောက်ကိုမလုံနိုင်တဲ့အချိန်ကြလို့ရှိရင်လေကိုယ့်ရဲ့သားသမီးကိုအမွေအဖြစ်
လွှဲပေးလို့ရတဲ့အတွက်ပေါ့နော်အမကြိုက်တဲ့အချက်တွေလည်းရှိတယ်ဆိုတော့အဓိကကတော့အမဒီလုပ်ငန်းကိုလုပ်ချင်တာကတော့အမဒီစီးပွားရေးကိုအမနဲ့လည်းတင့်တော်တယ်လို့ဆုံးဖြတ်တယ်ဒီစီးပွားရေးကဒါအဆင်ပြေခြင်းလို့ရှိရင်အမမလုပ်ချင်တဲ့အမရဲ့ full time ကိုအမသူများတွေလို့ job quota လုပ်ပြီးတော့ပေါ့နော်ဒီအလုပ်မှာအမ full time အနေနဲ့အမရဲ့လုပ်ချင်တဲ့ရည်ရွယ်ချက်လည်းပါတယ်ပေါ့နော်ဒါပေမဲ့အခုအမဒီအလုပ်ကိုလုပ်နေရင်းနဲ့ကြတော့အမအများကြီးပဲကိုခံစားလာရတဲ့ဟာတွေကိုရလာတဲ့ဟာတွေရှိလာတော့ပေါ့နော်ဒီအလုပ်ကပတ်စံငွေတစ်ခုတည်းမဟုတ်ဘူးပေါ့လေရတာဆိုလို့ရှိရင်အမဆိုလို့ရှိရင် experience တွေအများကြီးရတယ်အမကိုယ်ပိုင်ပေါ့နော်confidence တွေရလာတယ်အမမှာနောက်ပြီးတော့တိုးတက်မှုတွေလည်းအများကြီးရှိလာတယ်အမတို့အရင်တုန်းကဆိုတာအမစဝင်တုန်းကဆိုအမ social media ဆိုတာဘာမှမသိဘူးကွန်ပျူတာဆိုတာလည်းဒါကိုအလုံးမလုံးနေကြအတိုင်း never ပဲလုံးတက်တဲ့အဆင့်ပဲရှိရပေါ့ဆိုတော့အမအတွက်အင်္ဂလိပ်စာဆိုတာလည်းတိုးတက်တယ်ကွန်ပျူတာဆိုတာလည်းတိုးတက်တယ် social media မှာဒီလိုမျိုးအခုပြောနိုင်တဲ့အထိလည်းဒါအမဒါတိုးတက်လာတယ်ပေါ့နော်နောက်ပြီးတော့ဒါအမရဲ့ဒီ business နဲ့ပတ်သက်ပြီးသိထားတဲ့ဟာလေးတွေကိုလည်းအမရတယ်လို့ပဲပေါ့နော်သူများတွေကိုလည်းအမလိုပဲ experience လေးတွေအကျိုးခံစား권လေးဘဝကိုကိုယ့်ဟာကိုယ်ပေါ့နော်လမ်းကိုဘယ်လိုချောက်မယ်ဆိုတော့ကိုယ့်ဟာကိုယ်confidence ရှိနေပေါ့နော်ဆုံးဖြတ်နိုင်တဲ့ဟာမျိုးလေးတွေအမရထားတဲ့ဟာလေးတွေကိုလည်းအမရဲ့ business partner တွေစိတ်ဝင်စားတဲ့လူတွေကိုချဲခြင်းတယ်အမသိထားတာလေးတွေကိုကူခြင်းတယ်ပြောပြခြင်းတယ်ပေါ့နော် sharing လုပ်ခြင်းတယ်အမမှာအဲ့လိုမျိုးစိတ်တွေပိုလာတယ်ပေါ့လေအစားတော့ကတော့ငွေတစ်ခုတည်းဒါကိုမိသားစုအတွက်ကိုယ့်ရဲ့ future အတွက်သားသမီးအတွက်လို့ရည်ရွယ်ပြီးတော့ဒီအလုပ်ကိုလုပ်ခဲ့တာပဲပေါ့နော်အခုဒီလိုလုပ်လာတဲ့အချိန်မှာကြတော့ပိုလာတယ်ဒါပေမဲ့လူတိုင်းမှာရည်ရွယ်ချက်ဆိုတာဘယ်လိုပြောရမလဲရည်ရွယ်ချက်ပန်းနိုင်ပေါ့နော်ဒါမတူကြဘူးဆိုတော့အမရည်ရွယ်ရှိသလိုဒီမှာလုံနေတဲ့ညီအမတွေမှာရောဒီစိတ်ဝင်စားလို့လေ့လာနေတဲ့လူတွေမှာလည်းသူဟာနဲ့သူရည်ရွယ်ချက်တွေရှိကြမယ်ပေါ့နော်ဘာကြောင့်ဒီအမတို့ရဲ့ဒီ digital business ကိုစိတ်ဝင်စားလို့လေ့လာတာလဲပေါ့နော်ကိုလေ့လာတဲ့ရည်ရွယ်ချက်တော့လူတိုင်းမှာရှိတယ်တချို့ကကြလဲဒါမိသားစုအဆင်မပြေလို့တချို့ကကြလဲအလှူဒန်းလုပ်ချင်လို့ဘယ်လိုပြောမလဲ donation လုပ်ချင်လို့တချို့ကလည်း foundation ကိုအမြဲတမ်းသူတို့မှာပုံမှန်ထောက်ပံ့နေတာတော့ရှိတယ်လူတွေကိုကူညီခြင်းလို့ရည်ရွယ်ချက်တွေအမျိုးမျိုးနဲ့လုပ်ကြတယ်ပေါ့နော်တယောက်နဲ့တယောက်တော့မတူဘူးအဲ့ဒါကြောင့်မို့လို့ဒါဒီအလုပ်ကလည်းအမားတို့ကတကယ်real စီးပွားရေးလည်းဖြစ်တယ်တကယ်စီးပွားရေးဖြစ်တဲ့အတွက်မို့လို့ဒါအမားတို့ဒီမှာလုပ်နေတဲ့လူတွေအကုန်လုံးကလည်းစတဲ့ရပဲဒီ register လုပ်ပြီးတော့ပေါ့နော်လေ့လာခြင်းကနေပြီးတော့စခဲ့ရတယ်တကယ်လေ့လာမှလည်းဒီအလုပ်ရဲ့အကုန်လုံးကိုပေါ့နော်သိရမှာအမားတို့ပြောပြရုံလောက်နဲ့လည်းမလုံလောက်ဘူးလူပြောတိုင်းလည်းမယုံနဲ့ပေါ့နော်လူပြောတိုင်းလည်းလိုက်ပြီးတော့ဒါတယောက်ကဒါပြောရမယ်ဆိုလို့ရှိရင်တချို့ကဆိုလို့ရှိရင် skin လို့ထင်ကြတယ်အမျိုးမျိုးပေါ့နော်ကြားဖြန်လို့ပြောကြအမျိုးမျိုးဆိုတော့လူပြောတိုင်းလည်းမယုံနဲ့အဲ့ဒါကြောင့်မို့လို့အမားတို့ကအမြဲတမ်းပြောတယ်ဒီအလုပ်ကလေ့လာခြင်းကစပါပထမလေ့လာလိုက်တာနဲ့ဒါကိုတကယ်သိသွားပြီဆိုကိုယ့်ရဲ့ life ကို change ဖြစ်သွားတာပဲပေါ့နော်ကိုလမ်းမှန်ဖို့တကယ်ကိုရောက်သွားတာအဲ့ဒါကြောင့်ဒီလေ့လာခြင်းဒီအရန်ကိုအရေးကြီးတယ်လေ့လာလို့ကိုယ်တိုင်လေ့လာလို့ကိုသိမှဒီစီးပွားရေးရဲ့အရသာပေါ့နော်စီးပွားရေးရဲ့အာတာချက်ကိုအတွက်ကိုမိသားစုအတွက်လူတွေအတွက်ဘယ်လိုကူညီနိုင်မလဲဆိုတာကိုကိုယ်တိုင်ဝင်လေ့လာမှအကုန်လုံးသိရမှာမို့လို့ဘာဖြစ်လို့လေ့လာဖို့ပေါ့နော်နောက်ဆုံးနေရတယ်စိတ်ဝင်စားတယ်ဘယ်လိုလုပ်ရလဲဆိုတာအဲ့ဒီဟာတွေကဒါသူများရေးတိုင်းပေါ့နော် comment တွေရေးပြီးတော့အဲ့လိုမျိုးနဲ့အချိန်မကုန်နဲ့အမပြောချင်တာကတော့ပတ်စံလည်းမပေးရပဲနဲ့ဒါ free လေ့လာရတာ free လေ့လာခြင်းကကိုယ့်ရဲ့ဘဝကိုချိန်ကိုဖြစ်သွားတယ်အဲ့ဒါမို့လို့အမကတော့ဝင်ရောက်လေ့လာဖို့ပေါ့တိုက်တွန်းပါတယ်လို့အမရဲ့ဒီ follower တွေရောအမရဲ့ဒီမှာအခုကြည့်နေတဲ့မိတ်ဆွေတွေအကုန်လုံးကိုအမတိုက်တွန်းပါတယ်လို့အမတို့အကုန်လုံးကလည်းဒီလိုလေ့လာခြင်းကနေပြီးတော့ဒီနေရာကိုရောက်ခဲ့ကြတာပါလို့ကျေးဇူးတင်ပါတယ် ဟုတ်မှကျေးဇူးတင်ပါတယ်ဟုတ်တယ်ဒီလုပ်ငန်းလေးကခုနညီမတော်ချိုင်းပြောသလိုပဲเนาะ very simple ပေါ့เนาะမသိတဲ့သူတွေကတော့
simple ဖြစ်ချင်မှဖြစ်မယ်ပေါ့နော်တကယ်တမ်းကိုကတည်တည်ချာချာဒီလာမေးပေါ့နော်လာမေးလို့လည်းရတယ်ကျမတို့ကြော်ညာတွေမှာပြောထားတဲ့အတိုင်းပေါ့နော်စပြီးတော့လေ့လာလို့လည်းရတယ်ဘာမှရှုပ်ထွေးထွေးမရှိဘူးပေါ့နော် simple ပဲစပြီးတစ်စင်လေ့လာသွားခုနအမပြောသလိုပဲဒီရလိညာလုပ်ငန်းတွေနဲ့လည်းမတူဘူးပေါ့နော်ဒီအစကတည်းကမတူဘူးလုံရိုးလုံစင်လည်းမတူဘူးဘာမှမတူဘူးပေါ့နော်အဲ့ဒီဟာကိုကိုအတွက်ပဲပေါ့နော်ကိုအတွက်ဖြစ်မယ်ကိုမိသားစုအတွက်ဖြစ်မယ်ပြီးလို့ရှိရင်ကိုအဆင်ပြေတဲ့ခါကြလို့ရှိရင်လည်းကိုအဆင်ပြေတဲ့ကြလို့ရှိရင်တခြားကိုကူညီခြင်းတဲ့သူကူညီလို့ရတယ်နောက်တစ်ခုကောင်းတာကကြတော့ဒီလုပ်ငန်းတစ်လျှောက်လုံးမှာကိုလုပ်တဲ့ခါကျရင်ကိုကတခြားသူတွေကူညီခွင့်ရှိရပေါ့နော်ဒါတခြားသူတွေကူညီရတာလည်းဒီလုပ်ငန်းရဲ့ကိုလုပ်ရမယ့်လုပ်ငန်းတာဝန်ထဲမှာပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးသွားရတဲ့လုပ်ငန်းမျိုးဆိုတော့ကိုမှဘာမှလည်းဆုံးရှုံးမှုလည်းမရှိဘူးကိုလှုပ်လိုက်လို့ရှိရင်ကိုအတွက်ရောကိုမိသားစုအတွက်ကတကယ်ကိုအကျိုးရှိတဲ့လုပ်ငန်းပါအမရေကျေးဇူးတင်ပါတယ်နောက်တစ်ယောက်ကကြတော့ကျမတို့ coach Grace ပေါ့နော်ညီမကကြတော့ what if this is your breakthrough moment ပေါ့ဒီလုပ်ငန်းကကိုယ့်ရဲ့ဘဝအပြောင်းလဲဖြစ်တဲ့လုပ်ငန်းပေါ့နော်လုပ်ငန်းပေါ့အဲ့ဒါလေးညီမမှာဆိုရှင်အတွေ့အကြုံတွေအများကြီးရှိရဲအဲ့ဒါလေးကိုဝေမျှပေးပါအောင်နော်မိတ်ဆက်ပေးပါအောင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမရေဒီနေ့ဒီ live လေးကို post လုပ်ပေးတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီ live လေးမှာအခုပါဝင်ပေးတဲ့ညီမတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီ live လေးကိုကြည့်ရှုနေတဲ့သူတွေရောနောက် replay ပေါ့နော်ပြန်ကြည့်မဲ့သူတွေအားလုံးလည်းမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ညီမနာမည်ကတော့ Grace Min ဖြစ်ပါတယ်ညီမတို့ကတော့အခုလောလောဆယ်ကယ်လီဖိုးနီးယားမှာမိသားစုနဲ့အတူတူနေထိုင်ပါတယ်ညီမတို့စီမှာတော့သားသမီး9ယောက်ရှိပါတယ်ဒီသားသမီး9ယောက်ကြောင့်ပဲဒီစီးပွားရေးကိုစတင်ခဲ့တယ်ဆိုလို့ရှိရင်လည်းမမှားပါဘူးဆိုတော့အခုလောလောဆယ်တော့ဒီအိမ်မှာသားသမီး9ယောက်ကို take care လုပ်ရင်းနဲ့ဒီ online digital business လုပ်ငန်းကိုလောက်ကင်လာတာတော့9နှစ်ရှိပြီပေါ့နော်အခုလောက်ကင်နေတဲ့ business owner တယောက်ဖြစ်လို့ business coach လည်းဖြစ်ပါတယ်လို့အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ဒါအခုအမားတို့page ကနေကြည့်နေတဲ့လူတွေရောညီမရဲ့ page ကနေကြည့်နေတော့တဲ့လူတွေအကုန်လုံးပေါ့နော်ဒီနေ့ညီမ sharing လုပ်ပေးချင်တဲ့ဒီ breakthrough moment ပေါ့နော် breakthrough moment ကတော့ပြောရမယ်ဆိုလို့ရှိရင်တော့ညီမရဲ့ breakthrough moment ကတော့တကယ်ကိုရှိတယ်ပေါ့နော်တကယ်ကိုရှိတယ်အဲ့ဒါဟာလည်းဘယ်ကနေစခဲ့လဲဆိုလို့ရှိရင်တော့ဟိုးပြီးခဲ့တဲ့9နှစ်လောက်တုန်းကချခဲ့တဲ့ညီမရဲ့အဲ့ဒီဆုံးဖြတ်ချက်ပေါ့နော်ဆုံးဖြတ်ချက်လေးတစ်ခုကနေပြီးတော့စပြီးတော့ဒီ breakthrough moment လေးဖြစ်လာတာပေါ့ပြီးခဲ့တဲ့9နှစ်တုန်းကကိုဆူတောင်းခဲ့တဲ့ကိုဖြစ်ချင်ခဲ့တဲ့အဲ့ဒီ moment လေးဆိုတာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ဒီသားသမီးတွေရဲ့အနာမှာအချိန်ပြည့်နေနိုင်တဲ့မိခင်တယောက်အနေနဲ့ရောကိုရဲ့မိသားစုကိုfinancially ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ပေးနိုင်တဲ့အမျိုးသမီးတယောက်အနေနဲ့ရောပေါ့နော်ဖြစ်ချင်တာပေါ့ရှိချင်တာပေါ့နော်ဘယ်နေရာမှမလွတ်ချင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော်တော်များများသိကြတဲ့အတိုင်းတစ်ခုရဖို့ဆိုလို့ရှိရင်တစ်ခုကိုတော့စွန့်လွတ်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပုံစံမျိုးကိုကမဖြစ်ချင်ဘူးနှစ်ခုစလုံးကိုကရချင်တယ်အဲ့ဒီအတွက်ကိုဆူတောင်းတယ်အဲ့ဒါကလည်းဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီနေ့ညီမအားလုံးကိုအားပေးချင်တာပေါ့နော်အားပေးချင်တာတစ်ချက်လောက်အဲ့လိုမျိုးပေါ့ရက်ပြီးတော့မှကိုစဉ်းစားကြည့်ပေါ့နော်ကိုအတွေးထဲမှာဒီနေ့ကိုအတွက်ပေါ်လာခဲ့တဲ့အခွင့်အလမ်းတစ်ခုကနေပြီးတော့ကိုလိုချင်တဲ့ဘဝမျိုးကိုလိုချင်တဲ့ပုံစံမျိုးပေါ့နော်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဆိုတဲ့အတွေးလေးနဲ့အဲ့လိုမျိုးတွေးကြည့်ပေါ့နော်တွေးကြည့်လို့ညီမအားပေးချင်တာဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့လိုမျိုးကိုတွေးလိုက်တဲ့အခါကျလို့ရှိရင်ကိုဖြစ်ချင်တဲ့ပုံစံမျိုးပေါ့နော်ကိုရဲ့ breakthrough moment ကို ambition လောက်လိုက်တာနဲ့တူတယ်အဲ့လိုမျိုး ambition လောက်လိုက်တဲ့အရာတွေကပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကနေလည်း action ယူတယ်ဆိုလို့ရှိရင်ဖြစ်လာကြတာများတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီနေ့မှာငါလိုချင်တဲ့ပုံစံမျိုးလေးငါရဲ့ turning point ပေါ့နော်ဒီအခုဘဝကကိုလိုချင်တဲ့ဘဝမဟုတ်ဘူးကိုလိုချင်တဲ့နေရာလေးမဟုတ်ဘူးဒါပေမဲ့ဒီ opportunity လေးတစ်ခုကြောင့်မလို့ဒီနေ့နောင်နှစ်ကြလို့ရှိရင်ပေါ့နော်ဒီနေ့မှာငါယူလိုက်တဲ့ action ကြောင့်မလို့တကယ်ကိုမှငါဖြစ်ချင်တဲ့နေရာလေးတစ်ခုဖြစ်နိုင်တယ်ပြန်ပြောစရာဖြစ်ခဲ့တဲ့အနေအထားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုများခံစားရမလဲပေါ့နော်အဲ့လိုမျိုး
တွေးကြည့်ချင်တာပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင် breakthrough moment ဆိုတာဘာမှမလုပ်ပဲနဲ့တော့ဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့ကိုကစတင်ပြီးတော့လုပ်တဲ့ action ယူတယ်ဆိုလို့ရှိရင်တော့အဲ့ဒီ moment ကလူတိုင်းစီမှာရောက်ရှိလာမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကိုကဒီတိုင်းပဲဒီကိုတကားဖွင့်ပေးတဲ့အခါကျလို့ရှိရင်ကိုကဒီတိုင်းပဲအဲ့လိုပေါ့ဘယ်လိုပြောရမလဲခေါင်းမာပြီးတော့ပေါ့နော်အဲ့လိုမျိုးလုံးဝတကားပိတ်ထားလို့မရဘူးကို့အတွက်တကားဖွင့်ပေးတယ်ဆိုလို့ရှိရင်ကိုကလည်းမျက်စိဖွင့်နားဖွင့်ပြီးတော့ပေါ့နော်ဒီအခွင့်အလမ်းဟာကို့အတွက်များကောင်းနေမလားကိုလိုချင်တဲ့ဒီနေရာလေးတစ်ခုကိုရောက်ဖို့အတွက်ဒါကောင်းတဲ့အခွင့်အလမ်းအထောက်ပံ့ဒါဖြစ်စေမယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကနေလဲလိုက်လဲနဲ့ပေါ့နော်ဒီအခွင့်အလမ်းကြီးကိုဒီဖွင့်ပေးတဲ့တခါကြီးကိုကိုကဝင်သွားဖို့အတွက်ကိုယ့်ဘက်ကနေလဲဟိုပါပေါ့နော်ဟို action ယူရမှာပေါ့ညီမပြောချင်တာကတော့သဘောပေါက်လာတော့မသိဘူးဟိုကိုပြောချင်တဲ့သဘောကိုတော့နားလည်လိမ့်မယ်လို့တော့ညီမယုံကြည်တယ်ဒါပေမဲ့ဟိုစပေါ့နော်မြန်မာစကားကလည်းနည်းနည်းလေးကို့အတွက်ကလည်းညီမတို့ကလည်းတိုင်းရင်းသားလည်းဖြစ်တယ်ပေါ့နော်တိုင်းရင်းသားလည်းဖြစ်တဲ့အခါကျတော့စကားမြန်မာစကားပြောတဲ့အခါကျရင်တော့တိတ်ပြီးတော့အဲ့လိုလိပ်ပတ်မလဲဘူးပဲပြောရမှာပေါ့ဆိုတဲ့အခါကျတော့ဒါပေမဲ့အဓိကကတော့ပေါ့နော်ကိုယ့်ရဲ့ဒီ breakthrough moment ဆိုတာလည်းပြောရမှာဆိုလို့ရှိရင်အောင်မြင်မှုပေါ့ပြောရမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်ဖို့ကိုယ့်ရဲ့ဘဝမှာကိုဖြစ်ချင်တဲ့စန္ဒကိုလိုချင်တဲ့ဘဝပေါ့နော်ရဖို့အတွက်ကိုယ့်ရဲ့အောင်မြင်မှုတစ်ခုကိုပဲရည်ညွှန်းပါတယ်ဆိုတော့အဲ့ဒီနေရာကိုရောက်လာဖို့အတွက်ကကိုယ့်အတွက်ကောင်းမဲ့အခွင့်အလမ်းတွေပေါ့နော်ဟိုရောက်ရှိလာတယ်ဆိုလို့ရှိရင်ကိုကအဲ့ဒါကိုတန်ဖိုးရှိနဲ့ကိုဘက်ကနေလဲလက်နဲ့အဲ့လိုမျိုးယူဖို့လိုအပ်တာပေါ့နော်အဲ့ဟာကိုပဲညီမပြောချင်တာပါအကုန်လုံးအားပေးချင်တာပေါ့သိတယ်မလားအခွင့်အလမ်းတစ်ခုကိုရဲ့ breakthrough moment ကိုရောက်ရှိဖို့အတွက်အခွင့်အလမ်းကအများကြီးကိုစီကိုရောက်လာနေမှာပဲတစ်ခုပြီးတစ်ခု present လုပ်နေမယ်ဒါပေမဲ့ကိုဘက်ကဘာမှမယူ action မယူဒီတိုင်းပဲဘယ်လိုပြောရမလဲမျက်စိပိတ်နားပိတ်ထားမယ်ခေါင်းမနေမယ်ဆိုလို့ရှိရင်တော့ဘယ်ဟာပဲလာမဟုတ်နိုင်မဖြစ်နိုင်ဘူးဒါကတော့ဘလို့မှလိမ်ညာနေတာပဲအကောင်မဟုတ်ပါဘူးဆိုပြီးတော့ကိုယ့်ဘက်ကခေါင်းမနေမယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ကိုယ့်ရဲ့အဲ့ breakthrough moment လေးပြန်ပြောဖို့ဆိုတာကြီးကအရင်ခက်ခဲမယ်ဘလို့မှဖြစ်မလာနိုင်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့အပေးချင်တယ်ပြန်ပြီးတော့စဉ်းစားကြည့်ဒီနေ့ကဒါဒီဥပမာအနေနဲ့ပေါ့ဒီအနည်းဆက်ဆုံးပြောရမှာဆိုလို့ရှိရင်ဒီစီးပွားရေးခွင့်အလမ်းကိုဒီနေ့တွေ့တယ်ပဲထားလိုက်ပါတော့ကို online မှာပေါ်လာတယ်ကိုရဲ့ new feed မှာဒါလေးကပေါ်လာတယ်ဒါကိုငါစတင်လိုက်ခြင်းအဖြစ်နောက်တစ်နှစ်မှာငါဒီငါလိုချင်တဲ့နေရာလေးအောင်မြင်မှုလေးရခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲငါပြန်ပြောစရာရှိနေမယ်ဒီစီးပွားရေးကြောင့်မလို့ငါဒီနေ့ဒီအချိန်မှာဒါမျိုးငါရောက်ရှိလာခဲ့တယ်ဒါမျိုးငါရခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီအခွင့်အလမ်းကိုတွေ့တယ်ဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးလေးတွေးပြီးတော့ပေါ့နော် action ယူတင်တယ်ကိုယ့်အတွက်လုံးဝ fit ဖြစ်မယ်ကိုယ့်အတွက်ကောင်းတဲ့အခွင့်အလမ်းဖြစ်မဖြစ်ဆိုတာကိုလည်းတေချာဝင်ရောက်လေ့လာပြီးတော့ပေါ့နော် action ယူဖို့အတွက်အားလုံးကိုညီမကတော့ဒီကနေပဲအားပေးခြင်းနဲ့ညီမရဲ့ breakthrough moment လေးကတော့ခုနကပြောသလိုပဲကိုလိုချင်ခဲ့တဲ့ကိုရဲ့ဒီမိသားစုအနာမှာကိုရဲ့ကလေးတွေ9ယောက်ပေါ့နော်သူတို့အနာမှာလုံးဝအချိန်ပြည့်ရှိနေခြင်းနဲ့ဝင်ငွေလည်းရှာပေးနိုင်တဲ့မိသားစုတောင်းထမ်းနိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းနဲ့အဲ့ဒါညီမရဲ့ breakthrough moment တကယ်ကိုဖြစ်လာခဲ့တဲ့အခုအချိန်မှာအဲ့လိုပုံစံမျိုးနဲ့ညီမရက်တည်နေနိုင်တယ်။ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့9နှစ်ကဒီစီးပွားရေးအခွင့်အလမ်းပေါ်လာခဲ့တဲ့အချိန်မှာညီမကလုံးဝaction ယူခဲ့တယ်ပေါ့နော်။ action ယူခဲ့တယ် decision ချခဲ့တယ်လုံးဝခိုင်မာတဲ့ decision ချခဲ့တဲ့အတွက်ကြောင့်မလို့ဖြစ်လာခဲ့တာပေါ့နော်ဆိုတော့အဲ့လောက်ပါပဲအားလုံး sharing လုပ်ပေးချင်ပါတယ် thank you ပါမဟုတ်ညီမလေးကျေးဇူးတင်ပါတယ်ဟုတ်တယ်ပေါ့နော်ညီမဆိုလို့ရှိရင်မိသားစုအတွက်အထူးသဖြင့်ကလေးတွေအတွက်ပေါ့နော်ဒီလုပ်ငန်းကညီမတို့အတွက်တကယ်ကိုအပြောင်းလဲဆိုအမတို့လည်းမြင်ရတယ်ပေါ့နော်ဒီလုပ်ငန်းမဝင်ခင်တည်းကမြင်ရတယ်ပေါ့နော်အမဆိုလို့ရှိရင်အမေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလည်းအဲ့လိုအမေစိတ်ရှိရပေါ့နော်ကလေးလေးတွေငယ်လို့ရှိရင်အဲ့ကလေးနားမှာအပေမေနှစ်ယောက်လုံးရှိနေတော့ကောင်းတာပေါ့နော်အမေကိုရှိစေခြင်းနဲ့ဘယ်မိသားစုမဆိုပေါ့နော်ညီမဆိုလို့ရှိရင်လည်းညီမဒီလုပ်ငန်းရဲ့အခွင့်အလမ်းကိုတွေ့တဲ့အချိန်မှာကလေးလေးတွေကငယ်သေးရပေါ့နော်အခုတော့9ယောက်လုံးတော့မှုတ်တယ်အဲ့တော့2ယောက်လား3ယောက်လားပေါ့နော်1ယောက်လား3ယောက်လား
ရှိနေတဲ့အချိန်ပေါ့အဲ့တော့သူတို့လေးတွေကလည်းငငယ်လေးတွေပဲဆိုတော့အခုဒီလုပ်ငန်းရဲ့အခွင့်အလမ်းကြောင့်ညီမစူးစမ်းတာလည်းပါတာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာညီမက full time ပေါ့နော်နောက်တော့ညီမအမျိုးသားလည်းပဲ full time ဒီကလေးလေးတွေ9ယောက်မှနေနေတာအမားတို့ဆိုအရန်သဘောကျတယ်ပေါ့နော်အဲ့လိုမျိုးကိုကကလေးတိုင်းကိုအဲ့လိုမိဘနဲ့မိဘအဖေနဲ့မနေနိုင်တော့မှအမေနဲ့ပေါ့နော်နေတာမျိုးကိုအရန်ကြိုက်တယ်သဘောကျတယ်ပေါ့နော်ညီမမိသားစုလေးမှာအဲ့လိုလေးဒီလုပ်ငန်းကြောင့်အဲ့လိုမျိုးလေးအပြောင်းလဲဖြစ်တာကိုအမားတို့လည်းအားကြတယ်ကိုကြီးရယ်ဟုတ်တယ်ဒါတော့ညီမ story လေးပေါ့နော်ဒီတကယ်တမ်းကကြတော့ဒီလိုမျိုးပေါ့နော်ဒီကလေးလေးတွေအတွက်ကိုမိသားစုမှာကလေးလေးတွေအတွက်ဒီလုပ်ငန်းကြောင့်မလို့အများတန်းအတူတူနေနိုင်ဝင်ငွေရှာနိုင်တာကအများကြီးရှိတယ်တခြားအမေတွေအများကြီးရှိတယ်တခြားမိဘတွေဒီလုပ်ငန်းထဲမှာအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်အများကြီးအောင်မြင်နေတဲ့သူတွေရှိကြတယ်ပေါ့နော်ရှိကြတယ်ကျွန်တော်တို့ကြတော့ဒီလုပ်ငန်းကိုလုပ်နေတဲ့သူဆိုတော့သိတယ်ပေါ့နော်သိတယ်ဘယ်သူတွေဆိုလို့ရှိရင်ဘယ်လိုမျိုးတချို့တွေဆိုလို့ရှိရင် single man တော့ပါတယ်ပေါ့နော် single man ဆိုလို့ရှိရင်တကယ်တမ်းသူတို့ဘဝတွေးကြည့်မယ်ဆိုရင်တော်တော်ခက်ခဲတယ်ပေါ့နော်ဒီမိဘ2ယောက်အားမှာ1ယောက်အားနဲ့ပဲဒီကလေးကလည်းရှိနေသေးတယ်တချို့ဆို1ယောက်ထက်မကဘူးပေါ့နော်အဲ့တော့သူတို့တွေလည်းပဲဒီလုပ်ငန်းကြောင့်မလို့ဘဝပြောင်းလဲသွားတယ်ကိုသားသမီးလေးတွေကိုကောင်းကောင်းမျက်နှာငယ်အောင်ထားနိုင်တယ်ဆိုတော့မြင်ရတာအယံဝမ်းသာတယ်ပေါ့နော်ဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ်နောက်တစ်ယောက်ကတော့အမကိုယ်တိုင်ပဲပေါ့နော်အမကကြတော့ဘာအကြောင်းအရာလေးလဲဆိုတော့ how will you feel when you succeed ပေါ့နော်အဲ့လိုအောင်မြင်တဲ့ခါကျရင်ဘယ်လိုခံစားရမလဲပေါ့နော်ဒီအောင်မြင်တာကို definition ဖွင့်ရင်တော့ပြောရမယ်ဆိုတော့အမကကြတော့ဘယ်လိုအနေထားကိုရောက်ချင်တယ်လဲပေါ့နော်အနည်းဆုံးကကြတော့အများအားပြောတယ်ပေါ့နော်ကျမတို့ပြောဒီလုပ်ငန်းမှာဒီပင်စင်လာစာရတဲ့အနေထားရှိရပေါ့နော်အဲ့ဒီအနေထားကိုရောက်ချင်တယ်အဲ့ဒီအနေထားရောက်တဲ့ခါကျလို့ရှိရင်ကိုကဒီ US ဒေါ်လာ9000ကကြတော့ကိုမှ sale ရှိသည်ဖြစ်စီမရှိသည်ဖြစ်စီပေါ့နော်အဲ့ဒါကလစဉ်ပုံမှန်ရနေပဲပေါ့နော် US ဒေါ်လာ9000ဆိုလို့ရှိရင်ဒီစင်ကာပူနဲ့တွက်မယ်ဆိုရင်9000ဝန်းကျင်ပေါ့နော်9000ဝန်းကျင်ဆိုလို့ရှိရင်ဒါအများကြီးပဲပေါ့နော်အများကြီးပဲအမားကအဲ့လိုနေရာကိုရောက်တဲ့အခါကျရင်ကိုယ့်အတွက်ဒါအောင်မြင်ပြီလို့ပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းမှာကျတော့အဲ့ဒီအနေထားကိုမရောက်ခင်မှာလည်းအရှိမရှိကိုရခဲ့ပြီးတဲ့ result တွေပေါ်မှာမူတည်ပြီးတော့လည်းကိုကလည်းရလာနေပြီပေါ့နော်ဒီလောက်ပမာဏမဟုတ်ပေမဲ့ဒီအဲ့ဒီမှာကိုစူးစမ်းတဲ့မှာမူတည်ပြီးတော့ရလာတာတွေလည်းရှိတယ်ပေါ့နော်ဒီလားရလာတဲ့ရှိတော့အဲ့တော့သဘောကကြတော့အဲ့လိုအနေထားကြီးကိုရောက်တော့မှလုံးဝအောင်မြင်သွားတာမဟုတ်ဘူးကိုသွားနေတဲ့ဒီခရီးတစ်လျှောက်လုံးမှာလည်းကိုစူးစမ်းနေသူတွေကအောင်မြင်မှုတွေကတော့ဇက်တိုက်လာတာပဲပေါ့နော်လာတာပဲအဲ့တော့ပြောမယ်ဆိုရှင်အဲ့လိုမျိုးခုနအနေထားပေါ့နော်ခုန US ဒေါ်လာ9000ရတဲ့အနေထားကိုရောက်ရင်ဘယ်လိုခံစားရမလဲဆိုတော့အရန်ပျော်မှာပေါ့နော်အရန်ပျော်တယ်ဒီလှုပ်ချင်တာတွေအများကြီးရှိတယ်ပေါ့နော်အဓိကကတော့ဒီလုပ်ငန်းမှာရနိုင်တဲ့ဒီ time freedom financial freedom ကိုကျင်တာပေါ့နော်ကိုအတွက်ဝင်ငွေကိုလက်ရှိဝင်ငွေအပြင်ကိုဒီတစ်လစင်ကာပူဒေါ်လာ9000အပိုရနေတယ်9000အပိုရနေတယ်ပြီးတော့လည်းဒီမျိုးရလာဖို့အတွက်ကိုမှအများပေါ့နော်တခြားလုပ်ငန်းတွေလိုပင်ပန်းအချိန်တွေကုန်အချိန်တွေကုန်အရန်ဒီ physically ရောပေါ့နော်အဲ့လိုမျိုးပင်ပန်းတာမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်ရနိုင်တယ်ပြီးတော့အချိန်လဲပေါ့နော်အချိန်လဲအများကြီးပို့ထွက်လာတယ်ဆိုရင်ဘယ်လိုဖြစ်မလဲအမားဆိုလို့ရှိရင်ကိုကစိတ်ကူးရင်လည်းပေါ့နော်စိတ်ကူးရင်လည်းကိုအဲ့လိုအနေထားရောက်ပြီဆိုလို့ရှိရင်ကိုဒီ full time လုပ်ကိုလုပ်ချင်လဲလုပ်မယ်မလုပ်ချင်လဲမလုပ်ဘူးပေါ့နော်မလုပ်ဘူးဆိုလို့ရှိရင်တော့ပို့ပြီးတော့အချိန်တွေကပို့ပြီးတော့ရလာမယ်ပေါ့နော်မနေ့ဆိုလို့ရှိရင်အလုပ်သွားဖို့လို့အတွက်ကိုဗာလဲပေါ့နော်မထခြင်းပဲနဲ့လည်းထရတယ်ပေါ့နော်ကျမတို့တွေကတခါကျလို့ရှိရင်ကိုအဆင်ပြေတယ်လို့တခါကျညက်နဲ့တာလည်းရှိရပေါ့နော်ညက်နဲ့ပြီးတော့ကိုလှုပ်ချင်တာကိုမူရတယ်လို့ပေါ့နော်ကိုစိတ်ထဲမှာဒါလေးပြီးအောင်လှုပ်ချင်တယ်ညက်နဲ့နေပြီအဲ့ခါကျရင်နောက်တစ်နေ့မနက်ကမထနိုင်ဘူးပေါ့နော်နောက်တစ်နေ့မနက်ကအလုပ်သွားရမယ်ဆိုလို့ရှိရင်တော့ဟိုစိတ်ကမပျော်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်အဲ့တော့အဲ့ခါကျလို့ရှိရင်ကျမတကယ်လို့ကိုက full time လုပ်မလုပ်ဘူးဆိုလို့ရှိရင်မသွားကြမလို့တော့ပေါ့နော်ကိုထကျင်တဲ့အချိန်ထလို့ရတယ်ဒီမနက်တော့နိုးလာပြီဆိုလို့ရှိရင်လည်းကျမသမီးအတွက်သူကြောင်းသွားမယ်ဆိုတော့ကြောင်းသွားမယ်အတွက်ပေါ့နော်သူကိစ္စပြီးလို့ရှိရင်ကျမအချိန်ကြီးပဲပေါ့နော်ကိုကျမရေးအတွက်လေးစင်ကန်းလေးလုပ်မယ်မနက်စာလေးအေးဆေးလေးစားမယ်တစ်ဖက်ကလည်းဖုန်းကတော့အမြဲရှိနေပေါ့နော်ကျမတို့ဒီလုပ်ငန်းပိုင်ရှင်တွေကတော့ကွန်ပျူတာတော့အမြဲတမ်းဖွင့်မထားပြီဖုန်းကတော့အမြဲတမ်းကိုနာမှာရှိနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလုပ်ငန်းကဒီ inquiry တွေလာတယ်ပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ဒီကြော်ညာတွေ run ထားတယ်ဆိုလို့ရှိရင် inquiry တွေကပို့လာတယ်အဲ့တော့အဲ့ဒါတွေမတွန့်အောင်လို့ကိုယ့်ရဲ့ဖုန်းကတော့အမြဲတမ်းအနားမှာရှိနေရပေါ့နော်ကိုပါလုံးပေါ့ပြီးရင်
ပြီးရင်ကျွန်မဆိုလို့ရှိရင်ဒီ idea ရရင်ရတယ်လို့ကိုကဒီ content လေးတစ်ခုရေးချင်တယ်ပေါ့နော်ရေးချင်တယ်ဆိုလို့ရှိရင်လည်းကိုမမေ့သွားခင်မှာဒီဖုန်းရဲ့ note ထဲမှာပေါ့နော်ချရေးတာမျိုးတွေရှိတယ်အဲ့လိုမျိုးပေါ့ပြီးလို့ရှိရင်ကိုခုနအကြောင်းဆက်မယ်ဆိုရင်ကျွန်မဘဝဒီကိုယ့်ရဲ့တစ်နေ့တာလေးကဘယ်လိုဖြစ်နေပါပြီးရင်ကိုအိမ်မှာဒီမိသားစုစားဖို့အတွက်ရင်းချက်မယ်ပြီးရင်တစ်ပတ်မှာလည်းကိုလှုပ်ရှားရှိကိုဒီလုပ်ငန်းနဲ့ပတ်သက်ပြီးလှုပ်ရှားရှိတာတွေလုပ်မယ်အကုန်လုံးတွဲပြီးတော့ပေါ့နော်လုပ်သွားတာပေါ့နော်ကိုယ့်ရဲ့ဒီလုပ်ငန်းအတွက်ကောကိုယ့်ရဲ့မိသားစုကိစ္စရောကိုကိစ္စရောဒီလိုမျိုးလေးတွဲပြီးတော့လုပ်သွားပြီးတော့ဘဝကိုအေးဆေးဆေးလေးပဲဖြတ်တန်းရမယ်ပေါ့နော်ပြီးတော့လည်းငွေကြီးအတွက်လည်းစိတ်ပူစရာမလိုဘူးခုခေတ်မှာတော့တော်တော်များများကဒီငွေကြီးအတွက်စိတ်ပူရတယ်ပေါ့နော်အများတန်းသူတို့မှာသူတို့ကုန်တာနဲ့သူတို့ရတာနဲ့ကမလောက်ကြဘူးပေါ့နော်မလောက်ကြဘူးဒီထက်ပိုပြီးတော့လဲမိသားစုကိုပိုပြီးတော့ကောင်းကောင်းထားခြင်းနဲ့အဲ့ဒါတွေနဲ့အများတန်း struggle ဖြစ်နေပေါ့နော်အဲ့လိုကောင်းကောင်းထားခြင်းတော့ဒီလိုမျိုးကိုယ့်ရဲ့အပြင်မှာ full time အလုပ်တွေမှာအများကြီးလုပ်ရတယ်အခါကျပင်ပန်းတယ်အဲ့ဒါမျိုးတွေနဲ့တန်တရားတွေလဲနေကြတာပေါ့နော်ကိုကအဲ့ဒီချိန်မှာအဲ့ဒီကျမလိုချင်တဲ့အနေထားကိုရောက်သွားတဲ့အခါကျရင်အဲ့ဒီတန်တရားကနေပြတ်သွားပြီပေါ့နော်ကိုအဲ့လိုမျိုးတွေပင်ပန်းရုန်းကန်စရာမလိုတော့ဘူးတနေ့ပေါ့နော်ကိုယ့်ရဲ့အချိန်လေးကိုကိုယ့်ဘာသာကိုစီမံကွက်ပြီးငါဘယ်ချိန်လေးမှာဘယ်လိုလေးလုပ်လဲဘာလေးလို့ကျမကတော့ဒီအဲ့လိုအနေထားကိုရောက်လဲပဲပေါ့နော်ဒီလုပ်ငန်းလေးကိုကတော့လုပ်နေဦးမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီလုပ်ငန်းကလုပ်ရတာမပင်ပန်းဘူးပေါ့နော်မပင်ပန်းဘူးကိုစူးစမ်းသူတွေဟိုကိုကUS ဆိုတာ9000တဲ့ပဲကျင့်နဲ့နေမယ်ကျင့်နဲ့ပြီးတော့ပြီးသွားမယ်ဆိုလို့ရှိရင်လည်းရတယ်ဒါမှမဟုတ်လို့ကိုထက်စူးစမ်းပြီးတော့ငါ8000 1000ကိုအဲ့လိုသွားပြီးလိုချင်ဖို့စူးစမ်းလို့လည်းရတယ်ပေါ့နော်ကျမကတော့အဲ့ဒီအနေထားရအောင်လဲဆက်အလုပ်လုပ်နေဦးမယ်ဆက်စူးစမ်းနေဦးမယ်ပြီးလို့ရှိရင်လည်းကိုတစ်လျှောက်လုံးဒီလုပ်ငန်းလုပ်နေတဲ့တစ်လျှောက်လုံးမှာကိုလိုမျိုးပေါ့နော်ကိုလိုမျိုးဖြစ်ချင်တဲ့သူဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေကိုလည်းကူညီခွင့်ရတယ်ပေါ့နော်ကူညီခွင့်ရတယ်အဲ့ဒီလိုမျိုးလေးသွားပြီးတော့ဘဝကိုအေးချမ်းလေးပဲကိုလိုချင်နေတဲ့ဒီ lifestyle လေးပေါ့နော်အဲ့ဒီအတိုင်းသွားမယ်လို့စဉ်းစားထားတယ်နောက်ပြီးတော့လည်းလူတန်းလဲလုပ်ချင်တယ်ပေါ့နော်ခုခေတ်ကတော့ကိုမျိုးထဲမှာပဲဖြစ်တခြားကိုနဲ့တည်တဲ့လူတွေမှာလည်းဖြစ်အဆင်မပြေကြတာတွေရှိရပေါ့နော်အဲ့ဒါမျိုးလေးတွေကိုလည်းကူညီချင်တယ်ဒီမှာဆိုလို့ရှိရင်ကျမတို့ဒီလုပ်ငန်းထဲမှာဆိုလို့ရှိရင်အရန်အောင်မြင်နေတဲ့သူတွေရှိရပေါ့နော်ဖိလစ်ပင်းတွေပဲသူတို့တွေဆိုလို့ရှိရင် foundation တုတ်ထားတာပေါ့နော် foundation ထားပြီးတော့သူတို့မှာဗာလဲပညာမသင်နိုင်တဲ့ကလေးတွေအဲ့ဒီကလေးတွေကိုပုံမှန်ပေါ့နော်ပုံမှန်ရင်းနှီးမတီငွေထည့်ထားတယ်ပေါ့နော်ထည့်ထားပြီးတော့တခြားသူတို့ team တွေကသူတွေစုပြီးတော့အဲ့လိုလှူတာမျိုးလေးတွေရှိတယ်နောက်ပြီးတော့ဒီအစားအစာလိုအပ်နေတဲ့နေရာတွေပေါ့နော်ကျမတို့မြန်မာနိုင်ငံတွေဆိုပုံဆိုးတာပေါ့နော်ဒီလိုမျိုးနေရာတွေအများကြီးရှိတယ်ပေါ့နော်ခုဆိုပုံဆိုးတယ်ပေါ့နော်လိုအပ်နေတဲ့နေရာတွေအများကြီးရှိတယ်အဲ့တော့ကို့မှာပိုရှန်နဲ့ကိုလည်းကိုမိသားစုအတွက်ပိုရှန်နဲ့ကိုကောင်းရှာနိုင်တယ်ဆိုရှင်အဲ့လိုနေရာတွေအတွက်လည်းကိုအလှူဒန်းတွေလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ကျမဒီကိုလိုချင်နေတဲ့ဘဝအနေထားလေးကိုဒီလုပ်ငန်းကနေရလာပြီဆိုရှင်ကျမစဉ်းစားထားတာလေးတွေပေါ့နော်ကိုလုပ်ချင်တာလေးတွေကိုဒီနေရာကိုဖြစ်လာမယ်လို့လည်းယုံကြည်တယ်။ကျမတို့ကနှေးတာမြန်တာတော့ကိစ္စမရှိဘူးပေါ့နော်။နှေးတာပဲကိုဘလောက်ပဲကြာကျမကဒီလုပ်ငန်းကိုရက်မဲ့သူမဟုတ်ဘူး။ကိုတက်လုံးလုံးမှာပေါ့နော်။ကိုတက်လုံးလုံးမှာပြီးတော့လည်းဒီထက်ပိုကောင်းတဲ့လုပ်ငန်းကိုလည်းရှာနေမဲ့သူမဟုတ်ဘူးပေါ့နော်။ရှာနေမဲ့သူမဟုတ်ဘူးအချိန်လည်းအကုန်မခံဘူးပေါ့နော်အဲ့တော့အဲ့လိုပဲသွားမယ်ဆိုတော့ကို့အတွက်ကဒီလိုနေရတော့တနေ့တနေ့ပို့ပြီးတော့နီးလာနေရလို့ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါကတော့ကျမရဲ့ဒီလုပ်ငန်းလေးမှာအောင်မြင်တယ်ဆိုလို့ရှိရင်ကျမဘယ်လိုခံစားရမလဲဘယ်လိုလေးတွေလုပ်မလဲဆိုတဲ့အကြောင်းလေးပေါ့နော်နောက်ဆုံးတစ်ယောက်ကကြတော့ညီမလေးကို Felicita ညီမလေးကကြတော့ what if starting your business was the key to unlocking your full potential တဲ့ဒီလုပ်ငန်းလေးကိုညီမjoin လိုက်တာကညီမတို့အခွင့်အလမ်းတွေအားလုံးပွင့်သွားတယ်ပေါ့နော်အဲ့ဒီအကြောင်းလေးကိုမျှဝေပေးပါအောင်မိတ်ဆက်ပေးပါအောင်เนาะညီမကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါเนาะကျွန်မတို့ဒီ live join တဲ့တော်တော်ကြာပြီပေါ့เนาะဒါတော့ပြန်ပြီးတော့ join တယ်ဒီစီးပွားရေး like talk ပေါ့เนาะဒီအမတွေနဲ့ဒီတကယ်ကိုအောင်မြင်တဲ့စီးပွားရေး owner သူတို့ရဲ့ mindset တွေပေါ့เนาะဒါတကယ်ကိုတွေးရတယ်ပေါ့เนาะသူတို့နဲ့ပြန်ပြီးကြွေးရတဲ့အရာကိုလည်းဝတ်တာတယ်ပြီးတော့လည်းကျေးဇူးတင်တယ်အမတီတာဒီဒီ like ထောက်ပေါ့နော်သူအမြဲတမ်း host လုပ်တာခဏတွေ့ရတာပေါ့နော်ညီမကိုလည်းပါဝေပေးတဲ့အတွက် thank you ပါပေါ့နော်ပါမဦးဆုံးနေနဲ့ဒီနေ့ညီမပြောကြချင်တဲ့ topic ကြတော့ခုနမပြောသလိုပေါ့နော်တကယ်များစီးပွားရေးတစ်ခုကစတင်လုပ်ရမယ်ဆိုရင်တိတ်ကူပေါ့နော်တဲ့အတွက်အခွင့်အလမ်းတဲ့အတွက်အခြေပိုလွတ်လပ်ခြင်းအနာဂတ်ပိုကောင်းလာကိုဖွင့်ပြတဲ့စီးပွားတစ်ခု
တစ်တွဲရမယ်ဆိုတော့ဒီစီပွားရေးလုံးမလားပြီးတော့လေခုနအမတင်တာပြောသလိုမျိုးပဲဒီစီပွားရေးကျွန်မစတင်ပြီးကြရပါတော့အခွင့်လာရအများကြီးပွေလာတယ်ပေါ့နော်ဘာရအခွင့်လာရပွေလာခဲ့လဲဆိုတော့ကျွန်မဒီစီပွားရေးမှာစတင်ခဲ့ရဆိုရင် social media အပိုင်းမှာဆိုကျွန်မI have a zero knowledge ပေါ့နော်တခုဆိုတခုမှမသိဘူးပြီးတော့ Facebook တောက်တာလဲ social media တောက်တာလဲကိုယ့်ရဲ့ entertainment တခုအနေနဲ့ပေါ့နော်ဟိုသူများရဲ့ new feed ကွာလက်ကြည့်ရုံနဲ့ပြီးတော့တခါကျရင်ကိုယ့်ရဲ့ထိုင်ကွာ track လို့ရှိလေတနေ့ဆိုပေါ့နော်နှစ်နာရီတနိုင်ကျော်လုံးမှာအဲ့ဒီ Facebook ကွာတော့ဖြစ်ခဲ့တယ်ဆိုတာကိုမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့တခါအရင်တော့ဆိုကျမဆိုရင်ဒီ CY မစတက်ခဲ့ရဆို social media ဆိုအဲ့လောက်တော့မကြခဲ့ဘူးတခါလေကြာမနော်လာနေချီပြီးတော့ကျွန်မ Facebook account ကျွန်မပိတ်ထားတဲ့အချိန်လည်းရှိတယ်ပြီးဆိုတော့ကျွန်မပြောအဲ့လိုမျိုးတွေ့လဲဆိုတော့ဒါတကယ်ကိုအချိန်ကိုဖြိုထားတဲ့အချိန်တလိုမျိုးအချိန်ကိုကိုအချိန်ကို wasted တလိုမျိုးဖြစ်သွားတယ်ပေါ့နော်ကျွန်မလိုမျိုးထိုင်ကိုလည်း track တဲ့အချိန်လည်းရှိတယ်ဒါပေမဲ့ဒီစီးပွားရေးစတင်ပြီးကြရဆိုရင်အတွေ့အကြုံအများကြီးရှိတယ် skill တွေလည်းအများကြီးရရှိလာတယ်ကျွန်မမစတက်ခေတော့ဆိုဒီစီးပွားရေးကျွန်မထိခဲ့တယ်ပေါ့နော်ကျွန်မရဲ့နောက်ထပ်အခါတစ်ခုအနေနဲ့ပဲကျွန်မစဉ်းစားခဲ့တယ်ပေါ့နော်တကယ်ကျွန်မစတက်ပြီးတဲ့အချိန်မှာဆိုရင် skill တွေတကယ်ကို social media အကြောင်းနဲ့ပတ်သက်တဲ့အရာတွေကျွန်မအများကြီးလေ့လာရတယ်ပေါ့နော်အဲ့ဒီ social media အပိုင်းတွေစီးပွားရေးတွေ skill တွေ method တွေပေါ့နော်ဘယ်ကနေကျွန်မလေ့လာခဲ့ရလဲဆိုတော့ခုနပြောသလိုမျိုးတကယ်များဒီစီးပွားရေးစတင်လို့ရှိမနော်ကျွန်မတို့တကယ်အရာအောင်မြင်တဲ့ training sister တွေပေါ့နော် automated sister တွေတကယ်အဲ့ဒီ automated sister တို့ training တို့ဆိုတာလဲဒီတနည်းသုံးနည်းကလေးကနေသူတို့ကစတင်တည်ထောင်တာမဟုတ်ဘူးနော်ခုကိုနှစ်ရှိပေါ့နော်သူတို့လောက်တာပေါ့နော်အခုဆို I think maybe a few months ago maybe last month ပေါ့နော်သူတို့9-year anniversary တလို့ထားတယ်ပြီးတော့အဲ့ဒီ automated sister တို့ပြီးတော့တကယ်ကို training တို့ဆိုလဲတကယ်ကိုသူတို့တကယ်အောင်မြင်သွားတဲ့လူတွေပေါ့နော်အဲ့ဒီ automated sister training ကိုတုံးလိုက်တဲ့အကြောင်းပဲတုံးလိုက်တဲ့အတွက်ကြောင့်ပဲဒီစီးပွားရေးတော်တော်အောင်မြင်ကြတယ်ပေါ့နော်ပြီးတော့ဒီစီးပွားရေးကိုကျွန်မစတင်ပြီးတဲ့အခါမှာဆိုပေါ့နော်ဒီတကယ်ကို skill method တွေပါရရှိလဲဆိုတော့ဘယ်လိုပြောမလဲဒီ social media အပိုင်းမှာဘယ်လိုသုံးရမလဲပြီးတော့ communication အပိုင်းမှာဘယ်လိုသုံးရမလဲပြီးတော့ကိုယ့်ရဲ့စီးပွားရေးအောင်မြင်ဖို့အတွက်ကိုကဘယ်လိုသုံးရမလဲဆိုတာအဲ့ဒီ training ထဲမှာကိုယ့်ရဲ့ mentor coach နဲ့တို့ကျမတို့အများကြီးပတ်ပို့ခဲ့ပါတော့ကျမဒီစီးပွားရေးမစတင်ခဲ့ဆိုကျမခုနပြောသလိုမျိုးပဲပိတ်စာတစ်ခုအနေနဲ့ပဲကျမမျိုးလေးခဲ့တယ်နောက်အိမ်ခါတစ်ခုအနေနဲ့ပဲကျမမျိုးလေးခဲ့တာပေါ့နော်အဲ့ဒီထိကိုယ့်ရဲ့ personal growth တဲ့အထိတော့ကိုကမမျိုးလေးခဲ့ဘူးဒါပေမဲ့တကယ်ကိုကလောက်ခဲ့ရလဲရောဒါပေမဲ့ကျမမှာတစီပွားရတွေ့ကြုံရှိလားစီပွားရတွေ့ကြုံမရှိခဲ့ဘူးဒါပေမဲ့ကိုယ့်ရဲ့စူးစမ်းမှုရဲ့ကိုယ့်ရဲ့positive mindset ပေါ့နော်ပြောရရင်ပေါ့နော်ဒီစီပွားရေးကိုစတင်တဲ့လူတိုင်းပေါ့နော် positive mindset တော့ရှိသေးတယ်ပြီးတော့လည်းလင့်လာခြင်းတဲ့စိတ်တော့ရှိသေးတယ်ပေါ့နော်ပြီးတော့အခက်ကြုံတွေ့တဲ့အချိန်မှာဆိုgive it up မလုပ်ဖို့လဲလိုအပ်တယ်ပေါ့နော်တကယ်များဒီစီပွားရေးမှာတော့ဒီစီပွားရေးတစ်ခုတည်းမှမဟုတ်တကယ်များတခြားစီပွားရေးဖြစ်ပေါ့နော်တခြားလုပ်ငါကွာလုပ်ဒီဖြစ်စီတကယ်များကိုအဲ့ဒီ positive mindset မရှိဘဲနဲ့ကိုရဲ့အခက်ရှိတဲ့အခါကြမှာနော်အဲ့ဒါကွာရှော့ပေးလိုက်မယ်ဆိုရင်ပေါ့နော်ဒီစီပွားရေးမဟုတ်အဲ့ဒီဘာဘယ်စီပွားရေးပဲစတဲ့တခုမှအစိပ်ပြမှာမဟုတ်ဘူးเนาะအဲဒါကြောင့်ဒီစီပွားရေးစတဲ့ချိန်မှာဆိုကျမတို့ရဲ့ဟို business mastermind မှာခဏနာကျမတို့ဝေကြည့်လို့ရှိရင်เนาะတကယ်အောင်မြင်တဲ့လူတွေသူတို့ရဲ့စီပွားရေးအကြောင်းတွေသူတို့လာ share ပြတယ်သူတို့ရဲ့အောင်မြင်မှုတွေသူတို့ဘယ်လိုလုပ်ခဲ့လဲသူတို့ရဲ့ positive mindset ဘယ်လိုလုပ်ခဲ့လဲအများကြီးသိရတယ်ပေါ့เนาะပြီးတော့တစ်ခုကြတော့ဒီစီပွားရေးထဲမှာဆိုကိုယ့်ရဲ့ personal growth so communication ပိုင်းပေါ့နော် communication ဆိုအရင်တော့ဆိုကျမဟိုလူနဲ့တိတ်ရောစကားမပြောဖြစ်ခဲ့ဘူးကျမနေခဲ့တဲ့မြို့လေးတွေမှာဆိုရင်ပေါ့နော်တိတ်ရောလူနဲ့ကောင်းမသိခဲ့ဘူးဒါပေမဲ့လူနဲ့အဝေးကြီးမှာတွေ့ခဲ့တယ်အဝေးကြီးမှာစကားပြောဖြစ်ခဲ့တယ်ဘယ်လိုမျိုးဆိုအခုဆိုပေါ့နော် Mark Grace တို့အမ Ethel တို့ဆိုရင်ကျမတို့တစ်ခါမှလည်းမတွေ့ခဲ့ဘူးဒါပေမဲ့ဒီစီးပွားရေးကြောင့်ပဲပေါ့နော်ကျမတို့တွေ့ခဲ့ရတယ်သိလာခဲ့ရတယ်ပြီးတော့ဒီစီးပွားရေးအတူတူလုပ်ခဲ့ရတယ်ပေါ့နော်အဲ့ဒါတကယ်ကိုကျမ is my biggest success ပေါ့နော်ပြောရင်ပေါ့နော်ဘာဖြစ်ဆိုအများဖြစ်ကျမဟိုဘယ်လိုပြောမလဲတယောက်တည်းအေးစင်းနေတဲ့အကျစ်ပါတယ်ပေါ့နော်ဒါပေမဲ့ဒီစီဝါရဲ့ကိုလောက်တဲ့အချိန်မှာဆိုတကယ်ကိုထီကြီးနဲ့လဲပြီးတော့နိုင်ငံပြောပေါင်းဆိုပြီးတော့ background ပေါင်းဆိုနဲ့ဟိုတကယ်ကိုစီဝါရေး mindset ရှိတဲ့လူနဲ့အလုပ်တူလာလောက်ရတဲ့အတွက်အဲ့ဒီဒါလည်းကျမရဲ့ another success personal growth တစ်ခုလည်းဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကြတော့ဒီ social media skill တကယ်များဟိုကျမတို့စီဝါကြတော့အများအဖြစ် social media ကိုသုံးတာများတယ်နော်သုံးတာများတယ်ဆိုတော့ဒီ social media ကတော့ဟို
ကိုယ့်ရဲ့စီးပွားရေးအောင်မြင်ဖို့အတွက်ခုနကျမတို့ဘယ်နာရရှိလဲတို့ training ထဲမှာရရှိတယ်ပြီးတော့တစ်ခုကျတော့အဲ့ဒီစီးပွားရေးရတဲ့ချိန်မှာပေါ့နော်ကိုယ့်ရဲ့ mindset ဘယ်လိုထားတည်လဲဆိုတာအဲ့ဒါလဲကျမတို့ရဲ့ mastermind တို့တကယ်အောင်မြင်တဲ့လူစရနဲ့ကျမအများကြီးလေ့လာခဲ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီစီးပွားရေးကိုစတင်ခြင်းတဲ့လူတိုင်းပေါ့နော်ကျမလိုမျိုးတွေးကြည့်လိုက်ပါဒါဟိုဘာတခုမှ social ရမှာမဟုတ်ဘူးเนาะဒါပေမဲ့တော့တခါလေကြာလဲ social media ထဲမှာကွာအလုပ်လုပ်ရတဲ့အတွက် online ထဲမှာကွာအများဖြစ်ကွာအလုပ်လုပ်ရတဲ့အတွက်တခါလေကြာတော့လဲဟိုစိတ်ပူပန်တဲ့လူတွေဒါမှမဟုတ်ဘူးเนาะစိတ်နည်းနည်း stress ဖြစ်တဲ့လူဒါမှမဟုတ်ဘူးเนาะကြောက်ရွံ့တဲ့လူတွေပေါ့ဒါတော့ normal feeling ပေါ့เนาะပြောရင်ဒါတော့တဘာဝပဲပေါ့เนาะဒါပေမဲ့တော့ကိုယ့်ရဲ့တခါလေကြာကိုဖြစ်ချင်တဲ့အရာလေးတစ်ခုတော့ကိုယ့်ရဲ့ကြောက်စိတ်ကိုနောက်မှထားပြီးတော့လေနည်းနည်းတော့ you have to take a risk ပေါ့နော်နည်းနည်းတော့သွားရမှာပေါ့နော်မဟုတ်လို့ရှိတော့ကိုလိုချင်တဲ့ပန်းတဲ့ကိုသွားချင်တဲ့နေရာလေးတော့ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးတကယ်လို့များကိုကအဲ့ဒီကိုလှုပ်ချင်တဲ့စီးပွားရေးတစ်ခုလှုပ်ချင်တယ်မဲ့ကိုကကြောက်ရွံ့နေတော့ပဲကိုကအရှိမတိုးချင်ဘူးဆိုပြီးပေါ့နော်ကိုကဟိုဥပမာသူများအလုပ်ကိုကသွားလုပ်ရမယ်ဆိုကိုကသူများအလုပ်တက်လို့ကိုလုပ်ရမှာဖြစ်လောက်ရမှာဖြစ်တယ်မှာကျမဆိုရစေဒီစီးပွားရေးမှာစတင်ခဲ့ဆိုကျမစက်အခါတစ်ခုအနေနဲ့ကျမလုပ်ချင်ဒါပေမဲ့တကယ်ကျမစီးပွားရေးစတင်ပြီးတဲ့ကျမဆိုပေါ့နော်ဒီစီးပွားရေးအားသာချက်တွေသူ့ရဲ့ potential တွေအများကြီးတွေးလာရတယ်ပြီးတော့တစ်ခုကျတော့တကယ်ဘယ်လိုပြောမလဲအောင်မြင်တဲ့တကယ် global community နဲ့လည်းအလုပ်လုပ်ရတယ်ပေါ့နော်ပြီးတော့ background ပေါင်းမျိုးစုံနဲ့လည်းလုပ်ရတယ်ပြီးတော့ဒီစီးပွားရေးက global ဖြစ်တဲ့အတွက်ကြောင့် global ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုမြန်မာပြည်သားချင်းတွေမှမဟုတ်ဘူးတကယ်ကို background ပေါင်းမျိုးဆိုစားဥမာ nurse တို့ doctor တို့ပြီးတော့ဟို maybe normal life ပေါ့နော် normal life ဆိုတော့ maybe ရုံးကိုထားနေတဲ့အတူလုပ်ရတယ်ဒါတကယ်ကို background ပေါင်းဆိုနေကွာတူလုပ်ရတဲ့အတွက်ကြောင့်ပေါ့နော်ကိုရဲ့ဟိုမျက်စိပွင့်နားပွင့်တယ်လို့မျိုးဖြစ်သွားတယ်ပေါ့နော်ဥပမာနဲ့ကျမတို့ရဲ့ business global community ဆိုရင်အခုဆိုလူနဲ့သိကြုံနေပြီတနေ့ဆိုလူအမြဲတမ်းလာကြွယ်ကြလာပြီးတော့စိတ်ဝေစားလေးလာကြဒီစီးပွားရေးအကြောင်းလို့ချက်ကြတော့အများကြီးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျမအားပေးချင်တယ်ပေါ့နော်ဒီ case ဆိုရင် digital model case ဖြစ်တယ်ဟို phone တို့ wifi တို့ internet ရှိလို့ရှိပေါ့နော်ကိုရဲ့နောက်ထပ် income တစ်ခုအနေနဲ့ကိုထားပြီးတော့လုပ်ချင်တယ်ဆိုရင်ကျမတို့ရဲ့ business ကိုလာပြီးတော့ဝေရောက်လာကြည့်ပါလို့အားပေးချင်တယ်ဒီစီးပွားရေးထဲမှာဝေရောက်လာတဲ့သူတိုင်းပေါ့နော်တကယ် positive mindset ရှိသူတဲ့စီးပွားရေးလုပ်ချင်တဲ့သူတိုင်းဆိုပေါ့နော်ဒီစီးပွားရေးဆိုသူရဲ့ potential တွေ့မြင်တဲ့သူတိုင်းပေါ့နော်ဘယ်လိုမှလည်းရုံမထွက်ချင်ဘူးဖြစ်ဆိုတော့ကျမတို့ရဲ့စီးပွားရေးထဲမှာသူတို့ရဲ့ပေးစင်တွေသူတို့ရဲ့ဟို bonus တွေပြီးတော့သူတို့ရဲ့ဟို retirement plan တွေလုပ်ပေးရလဲတကယ်ကိုအများကောင်းတယ်သူများနဲ့တခြားစီးပွားရေးဖြစ်စေသူများအလုပ်ကိုသွားလုပ်တည်ဖြစ်စေပေါ့နော်ဘယ်လိုမှနိုင်ရှိလို့မရဘူးပေါ့နော်ဖြစ်ဆိုကျမတို့ရဲ့တကယ်အပြင်မှာကွာသွားလုပ်ရှိပေါ့နော်ဟိုအသက်65နှစ်အထိကွာလုပ်ရမယ်အဲ့ဒီအထိကျမတို့လုံနိုင်လားတခါကျပြန်စစ်စားသိတယ်ပေါ့နော်အဲ့ဒီ65နှစ်ပြီးလဲပြီးသွားရောကိုယ့်ရဲ့ retirement plan ဘယ်လောက်တော့မှရှိမှလဲ maybe 2000ပဲသူတို့ပေးမှာဒါပေမဲ့ကျမတို့ရဲ့စီးပွားရေးဆိုအဲ့လောက်မကဘူးเนาะတေးတောင်းနဲ့ချီပြီးတော့ရနိုင်တဲ့ကိန်းတွေအများကြီးရှိတယ်ပေါ့နော်အဲကြောင့်တကယ်များကိုပဲစီးပွားရေးစတင်ချင်တယ်ဒါပေမဲ့ဘယ်ကနေစတင်ရမလဲပြီးတော့လည်းကို့မှာအချိန်မရှိဘူးဒီစီးပွားရေးကိုဝေရောက်လေ့လာစေချင်လို့တော့ကျမဟိုအားပေးချင်တယ်ပေါ့နော်โอเคပါမရေဒီလောက်ပဲညီမတို့ပြောပြချင်ပါတယ် thank you ပါဟုတ်ညီမလေးကျေးဇူးတင်ပါတယ်ဟုတ်တယ်ခေါင်းစဉ်အတိုင်းပဲပေါ့နော်ဒီစီးပွားရေးကြောင့်ညီမဆိုလို့ရှိရင်လည်းအမတို့လိုမျိုးအေးတယ်ပေါ့နော်အေးတယ်ဒီ social media ကိုလည်းကိုကောင်းနားမလည်ဘူးကောင်းမသုံးတတ်ဘူးဒီလိုမျိုးလူတွေတောင်မှပေါ့နော်အခုဆိုလို့ရှိရင်ညီမ coach လည်းဖြစ်နေပြီနောက်ပြီးတော့ဒီဆိုလို့ business blessing တွေကလည်းဇက်တိုက်ရနေရပေါ့နော်အဲ့လိုမျိုးတော့ဒီလိုမျိုးကိုအနေအေးတဲ့သူ social media မကျွမ်းကျင်တဲ့သူတောင်မှဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်ဘာမဆိုဖြစ်နိုင်တယ်ကိုဖြစ်ချင်တာဘာမဆိုဖြစ်နိုင်တယ်အဓိကတော့ action ယူပေါ့နော်ကိုစိတ်ဝင်စားတယ်ဆိုရင်လည်းကိုစလုပ်ပေါ့နော်စိတ်ဝင်စားတာနဲ့တင်ပဲတစ်သက်လုံးပြီးသွားနေလို့မပြီးဘူးပေါ့နော်ကို action စယူဘာလုပ်ရမလဲဆိုတာတွေပြောပြပေးတော့အမားတို့ကပြောပြပေးရပေါ့နော်တစ်စိမ်ကိုသွားလို့ရတယ်သွားလို့ရတယ်ပြီးလို့ရှင်လည်းကိုစူးစမ်းတာကြောင့်လည်းပါတာပေါ့နော်ကိုစူးစမ်းတာကြောင့်လည်းပါလဲနောက်ပြီးတော့ဒီလုပ်ငန်းမှာsystem ရှိတယ် system ကောင်းတာကြောင့်လည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဘယ်လောက်ပဲညီမဆိုလည်းအလုပ်များတယ်ဒီအလုပ်လည်းရှိတယ်ပေါ့နော်အလုပ်လည်းရှိတယ်အကြောင်းလည်းတက်နေတယ်ဆိုလို့ရှိရင်တကယ်ကိုပဲအားစိန်နေတယ်ပေါ့နော်အဲ့လိုလူတွေတောင်မှအောင်မြင်နိုင်တယ်ဆိုလို့ရှိရင်လူတိုင်းကအောင်မြင်နိုင်တယ်ပေါ့နော်အခုဒီ live ကိုကြည့်နေတဲ့သူတွေတော့ချိုးဆိုပြောကြပါသူတို့အဆင်ပြေတော့ပဲပြောသွားတယ်ဘာလို့အောင်မလဲမသိဘူးပေါ့နော်အဲ့လိုမျိုးမေးကြလာတဲ့ရှိရပေါ့နော်ဘာလို့အောင်မလဲဆိုလို့ရှိရင်တော့အရင်ဆုံးကတော့လေ့လာရတယ်ပေါ့နော်ဒီလုပ်ငန်းအကြောင်းကိုသိအောင်လို့လေ့လာရတယ်ကျမတို့တွေရဲ့ website တစ်ခုပေါ့နော်တကယ်လို့မသိချင်ဆိုလို့ရှိရင်လည်းwebsite ကိုကသိချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့ page တွေမှာရှိတယ်ပေါ့နော် post တွေမှာတင်ထားတယ်အဲ့ဒီမှာ website ကိုရှာလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း
ကျမတို့တွေတယောက်ယောက်ကိုပေါ့နော် direct message ပို့ပြီးတော့ဘာစလုပ်ရမလဲဆိုတာကိုအရင်ပြေးပေါ့နော်ကျမတို့တွေကတစ်စင်ပြီးတစ်စင် guide လုပ်ပြီးတော့ပဲပေါ့နော်အဲ့ဒီတိုင်းကိုက follow လုပ်ပြီးတော့လေ့လာသင်ယူသွားပေါ့နော်ကိုကြိုက်လို့ရှိရင်လေ့လာသင်ယူသွားပြီးတော့ဒီလုပ်ငန်းကိုကိုသိရဆိုရှင်သိတယ်ပေါ့နော်ကိုကြိုက်တယ်ကိုလည်းကြိုက်တယ်ဆိုရှင်ဒီလုပ်ငန်းကိုလုပ်ပေါ့နော်အဲ့လိုမျိုးလေးပဲတစ်စင်ပြီးတစ်စင်သွားရုံပဲအရန်ကိုရုံရှင်ပါတယ်လို့ပဲပြောချင်ပါတယ်ညီမတို့ရောဒီဘာများထပ်ပြီးတော့ထပ်ဖြည့်ပြီးပြောချင်သေးတယ် ပြောကြရတော့မရှိတော့ပါဘူးမအရန်ကိုပြည့်စုံတယ်အကုန်လုံးကတစ်ခုချင်းစီ sharing လုပ်သွားတော့လေ ဟုတ်ညီမအဲ့ဒါဆိုရင်ဒီ live လေးကိုရက်လိုက်မယ်နော်အမားတို့တွေနောက်တစ်ပတ်ကြာလို့ရှိရင်ပြန်တွေ့ကြမယ်အားလုံးပဲbye byeပါ ဟုတ်ကဲ့ပါအားလုံးပဲ have a great day have a great night bye bye thank you for watching